စာရေးဆရာဟိန်းလက်မှာအသိပညာနှင့်ထိန်းသိမ်းရမယ့်ဒီကဘာဆိုတဲ့ခေါင်းစဉ်ဖြင့်ဟောပြောပြီးမှဖြစ်ပါတယ်ရှင်ဆရာရဲ့ဟောပြောဝဲမစတင်မီမှာဆရာရဲ့ကိုရေးအထုပ်ပတ်တိခြင်းကိုတင်ပြပါမယ်ရှင်ဟိန်းလာကိုရေးအထုပ်ပတ်တိခြင်းအမည်ရင်ဥမမောင်ဦးဖြစ်ပြီးရန်ကုန်ဝိဇာနေသိပ္ပံတက္ကသိုလ်မှာ BSc, WSc, PGD, WS ဘွဲ့များရရှိခဲ့ပြီးဩစတြေးလျနိုင်ငံမှာ LPD ဘွဲ့ကိုရရှိခဲ့ပါတယ်။ပညာရေးဝန်ကြီးဌာနတက္ကသိုလ်ကောလိပ်အသီးသီးတွင်စာကြည့်တိုက်မှုဖြစ်၎င်းမြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့တွင်သုတေသနအရာရှိဖြစ်၎င်း25နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။1965ခုနှစ်မှစ၍စာပေများရေးသားခဲ့ရာယခုထိဝတ္ထုဆောင်ပါပေါင်း3000ကျော်လုံးညင်းစာအုပ်ပေါင်း63အုပ်ရေးသားထုတ်ဝေပြီးဖြစ်ပါတယ်။ထိုစာအုပ်များတဲ့မှတတိယကဘာမှပထမကဘာသူစာအုပ်ဖြင့်2002ခုနှစ်မှာအမျိုးသားစာပေဆုရရှိခဲ့ပါတယ်။1998ခုနှစ်မှ2009ခုနှစ်ထိPopular Journal Editor ချုပ်ဖြစ်ဆောင်ရွက်ခဲ့က2010ခုနှစ်မှစ၍ Asian Fame Media Group ၏ဒုတိယဥက္ကဋ္ဌရာထူးဖြင့်ယခုတိုင်ဆက်လက်ဆောင်ရွက်ခါ Popular New Journal ယတိမဂ္ဂဇင်းများကိုဦးစီးဆောင်ရွက်လျက်ရှိနေပါတယ်ရှင်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အိန္ဒိယနိုင်ငံ၊အစ္စရေးနိုင်ငံ၊ထိုင်းနိုင်ငံတို့မှာစာနယ်ဇင်းသင်တန်းများကိုလည်းတက်ရောက်စီးပူးခဲ့ပါတယ်။စင်ကာပူ၊မလေးရှား၊ကမ္ဘောဒီးယား၊ဟောင်ကောင်နိုင်ငံများသို့လေ့လာခီးသွားရောက်ခဲ့ပါတယ်။ယခုအခါမြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဗဟိုအမှုဆောင်မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်း၏ဗဟိုအလုပ်မှုဆောင် PTU ပညာရေးဖောင်ဒေးရှင်း၏ဗဟိုအလုပ်မှုဆောင်ဖြစ်ထမ်းဆောင်ရင်စာပေများကိုဆက်လက်ရေးသားလျက်ရှိပါတယ်ရှင်။စာရေးဆရာဟိန်းလက်၏ကျင်ရှားသောစာပေလက်ရာများမှာနံပါတ်1 20ရာစုအနောက်တိုင်းစာပေ2ကမ္ဘာကျော်စာရေးဆရာများနှင့်သူတို့စာများ3ကမ္ဘာစာပေဝါဒများ4မော်စီတုံးအထုပ်ပတ်တိ5တိန့်ရှောင်ဖိန်ရဲ့အထုပ်ပတ်တိ6အီရန်သမ္မတအာမာဒီနီဂျက်အထုပ်ပတ်တိ9သမ္မတအိုဘားမားအထုပ်ပတ်တိ10မီရှယ်အိုဘားမားအထုပ်ပတ်တိ9ဟီလာရီကလင်တန်အထုပ်ပတ်တိ10မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျူအီအထုပ်ပတ်တိ17အိန္ဒိယမျိုးချစ်သူရဲကောင်းစုဘက်ချန်ဒရာဘုတ်အထုပ်ပတ်တိ12ဆိုရှယ်လစ်သူရဲကောင်းဇာရှင်စကီအထုပ်ပတ်တိ13 CIA ကြဆုံကံ14စွန့်စားကြီးပွားအစ္စရေးနိုင်ငံသား15တရုတ်ကကဘာဝူစိုးမိုးခြင်း16တတိယကဘာမှပထမကဘာသူ19အောင်မြင်မှုမြက်ပွင့်စသည်တွေပဲဖြစ်ပါတယ်ရှင်2011ခုနှစ်တွင်ပြည်တွင်းဟောပြောပွဲများအပြင်ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ပညာမြို့တို့မှာလည်းစာပေများကိုဟောပြောခဲ့ပါတယ်ဆရာရဲ့ယနေ့ညဟောပြောမယ့်ခေါင်းစဉ်ကတော့အသိပညာနှင့်ထိန်းသိမ်းရမယ့်ဒီကဘာဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ရှင်ဟောပြောပြပါရန်ဆရာအားယူတည်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်ဟုတ်မင်္ဂလာပါခင်ဗျာခုလိုစင်လာကြီးမားတဲ့တောင်မြို့ရဲ့ခန်းလုံးပြည့်လာရောက်အားပေးတဲ့စပတ်ပရိသတ်ကိုမြင်ရတာအထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်ကျွန်တော်စာပေခေါ်ပြောတော်တော်များများဆိုရင်7နာရီစမယ်ဆိုရင်တောင်7နာရီမစနိုင်ပါဘူးအဲ့လိုခေါ်ပြောတဲ့အတန်လေးအခမ်းအနားအစီအစဉ်လေးကြားလိုက်တော့မှလူကတဖွဲဝင်ရောက်လာပြီးတော့မှ7နာရီပွဲလောက်မှစတင်နိုင်ကြတာဒါသဘာဝပါပဲအခုတော့ကျွန်တော်တို့ခမ်းမတဲ့ဝင်လာစင်ကလေးကစပပရိသတ်ကခန်းလုံးပြည့်အားပေးတာတွေ့ရတော့ကျွန်တော်လူမဲအားရှိပါတယ်
ထမဦးဆုံးကျွန်တော်ကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်တယောက်အဓိကကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်တယောက်အကြောင်းကိုပြောပါမယ်အဲ့ဒါကတော့ကျွန်တော်ကိုအခုဟောပြောမဲ့သူကတော့စာရေးဆရာဟိန်းလက်ပါပဲလို့ပိဒကြည်မြတဲ့အတန်နဲ့ဖိတ်ခေါ်လိုက်တဲ့အခမ်းအနားမှုရဲ့အတန်ပါပဲဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတောင်မြို့ကိုမလာခင်လွန်ခဲ့သောနှစ်ပတ်ကဒီဗိမာကျွန်တော်ဟောပြောခဲ့ပါတယ်ဗိမာဟောပြောတော့အဲ့ဟောပြောတဲ့ဆရာမကကျွန်တော်ဖိတ်ကြားတဲ့ဖိမှန်ကအတန်ကဒီခုဟောပြောမဲ့စာရေးဆရာကတော့စာရေးဆရာဟိုင်းလက်ပါပဲလို့ပြောပါတယ်သူဟိန်းလက်တရားမှတ်ထားပြီးတော့လမ်းမှာဖြတ်သွားနေတဲ့ဟိုင်းလက်ကားတွေကိုကြည့်ပြီးတော့ဟိန်းလက်ကနေဟိုင်းလက်ဖြစ်သွားဒီအပူဆိုးတာကကျွန်တော်တို့ကလေမြန်နဲ့ဘိတ်ကိုလာတယ်အဲ့ဘိတ်ကနေတက်ခိုတဲ့စခန်းဖြစ်တဲ့ဒီတရင်ခမကိုသွားရပါတယ်အဲ့ဒီကမှနောက်ဆုံးဘိတ်မျိုးတော်ခမချီကိုသွားတဲ့ကာလမှာကျွန်တော်မနေ့7 နာရီလောက်ကထွက်လာတာအဲ့ဒီကိုရောက်တဲ့အချိန်မှာညနေ9 နာရီလောက်ထိရှိပါပြီအဲ့ဒီအချိန်မှာဒီစာပေဟောပြောပွဲကော်မတီဝင်တွေကကျွန်တော်စီကိုပြေးလာကြကျွန်တော်ရဲ့မောင်စိန်ဝင်းပတိကုန်းရဲ့ဆရာချီဦးညိုရဲ့ဆရာတို့တော်တော်မောလာမှာပဲနော်တဲ့ထမင်းအတော်ငတ်နေပြီလားတဲ့ဟာကျွန်တော်တို့လည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ငါတို့ရုပ်တယ်ထမင်းငတ်တဲ့ပုံတွေများပေါက်နေလားတော့ထပ်မေးတယ်သူကတကယ်ငတ်နေငတ်တဲ့ကြောင်ပြောပါတဲ့နောက်မှသိရတာကဘေးရဲ့ထုံးစံအရထမင်းစားပြီလားကိုသူကထမင်းငတ်ပလားလို့မေးပါတယ်ထမင်းစားပြီးတော့ကျွန်တော်ထမင်းငတ်နေပါပြီဆေးလေးတောက်ချင်တယ်ဆိုကျွန်တော်ဆေးလေးငတ်တယ်အဲ့လိုပြောရပါတယ်အဲ့တော့ရဲရောက်ချင်းဆောင်းတဲ့ထွင်းဆိုထမင်းငတ်တဲ့ပုဂ္ဂိုလ်အနေနဲ့ဟောပြောပွဲစီမင်းပေါ်တက်ခဲ့ရပါတယ်ဒီကပို့ပြီးတော့ထပ်ပြီးတော့ကျွန်တော်နာမည်မှားတာဘယ်မှာလဲဆိုတော့ချင်းပြည်နယ်မှာမင်းတပ်မှာပါအဲ့ဒါကလည်းလွန်ခဲ့တော့လာပါပဲအဲ့ဒီမှာမျိုးနယ်ပညာရေးမှုကဆရာကြီးဦးရှိန်လင်းအောင်ကျွန်တော်ပညာရေးတက္ကသိုလ်မှာတငယ်ချင်းမှာဦးရှိန်လင်းအောင်နောက်ဒီတစ်တော်ဦးစီးဌာနကတစ်တော်ဒုတိယညွှန်ကြားရေးမှုကဦးခတ်လိန်ဦးရှိန်လင်းအောင်နဲ့ဦးခတ်လိန်သူတို့ကစာပေဟောပြောပွဲကော်မတီဥက္ကဋ္ဌနဲ့အတွင်းမှုလုပ်ပါတယ်အဲဦးခတ်ရှိန်လင်းအောင်ဦးခတ်လိန်အဲ့မှာဟောပြောပွဲဆင်မြင့်ကိုကျွန်တော်ဖိတ်တဲ့ချင်းပြည်နယ်ကဆရာမလေးကအဲ့လိန်နေအကုန်မှားပြီးတော့ကျွန်တော်လည်းဟောပြောမဲ့သူကတော့ဆရာဟတ်လိန်ပါပဲခုနရှိန်လိန်နဲ့ခတ်လိန်နဲ့ရောပြီးတော့ဟတ်လိန်ဟောမစိုးပါဘူးဟတ်လိန်ဆိုတာဟိန်းလက်ပါပဲအဲ့လိုမျိုးကခဏခဏဖြစ်ပါတယ်ဟိုနောက်တနေ့မှာတတိယနေ့လားသရုဒ္ဓနေ့မှာလာဟောမဲ့ကျွန်တော်ကလက်ရှိစာပေနဲ့စာနေတဲ့အဖွဲ့ဥက္ကဋ္ဌကြီးဆရာလေသာဆွတ်ချက်သူ့နေ့ကြလည်းပြောပါလိမ့်မယ်သူမပြောခင်ကျွန်တော်အရင်ပြောထားတာပါသူ့နာမည်လေတွင်သားဆွတ်ချက်ကလောင်နာမည်သူကလေတွင်ကိုခရိုင်ဖြစ်တဲ့ကြောက်ဆယ်သားအဲကြောက်ဆယ်ဟာလေတွင်ဖြစ်ပါတယ်အဲလေတွင်မှာမွေးတဲ့လေတွင်သားလေးအဲသူအမည်ရင်းကဥတင်နိုင်ဒါပေမဲ့သူကသူ့အဖေနာမည်နဲ့အမေနာမည်နှစ်ခုပေါင်းပြီးတော့စောချစ်လေတွင်သားစောချစ်ဆိုတဲ့ကလောင်နာမည်နဲ့ဆွဲကင်ပြီးတော့စာရေးတာအခုဆိုရင်ဗမာပြည်မှာထင်ရှားကြော်ကြရဲ့ဆရာကြီးပါဒါတောင်သူ့အခမ်းအနားတစ်ခုမှာအခုဟောပြောမဲ့ပုဂ္ဂိုလ်ကတော့ဆရာလေတွင်သားစောချစ်လို့ပြောရမယ်အစားအခုဟောပြောမဲ့ပုဂ္ဂိုလ်ကတော့တော်တွင်သားလေးစောချစ်ပါပဲတော်တွင်သားဆိုတော့တာဇန်လိုဘာလိုစင်းမြင့်ပေါ်ဟုတ်လားငွေကြိုးနဲ့ခိုးပြီးတော့စင်းမြင့်ပေါ်ခုံချမလို့ဖြစ်လာအဲ့တော့ဆရာလေတွင်သားအမြဲပြောတယ်ငါကွာလေတွင်သားလို့ပြည်သက်တာခေါ်ပါတော်တွင်သားတော့မလုပ်လိုက်ပါနဲ့နော်အဲ့လိုပြောရင်းနဲ့ကျွန်တော်တို့ရဲ့အင်မတန်မှလေးစားကတော့ထားအပ်တဲ့ဆရာကြီးကကျွန်တော်တို့ပြန်ပြောပြမင်းတို့ကဘယ်ဟုတ်အောင်မလဲကွာတဲ့ငါကြမှာပူဆိုးတာတဲ့အဲ့ဆရာကြီးကတော့လွန်ခဲ့သော9နှစ်ကကွယ်လွန်သွားပါတယ်အင်းစိန်မြို့နယ်မှာနေတဲ့ဆရာကြီးဆရာမောင်ထင်ပါမောင်ထင်ဆရာမောင်ထင်ဆိုရင်ဝတ္ထုဆောင်းပါးတွေအများကြီးရေးခဲ့တယ်အဲ့ဒီတည်းကအထင်ရှားဆုံးစာအုပ်ကတော့ငပစာအုပ်ငပဆိုတာတောင်သူလယ်သမားတွေရဲ့ဘဝတည်ဥပေါ်စာအုပ်ဆရာမောင်ထင်နဲ့ငပနဲ့ဆရာမောင်ထင်ဆိုတာခွဲလို့မရပါဘူးအဲ့1955လောက်ကထုတ်တဲ့
တောင်လူငယ်သမားတွေရဲ့ဘဝပြုဖို့ငဘာဝတ္ထုဟာဗမာပြည်မှာဘလောက်တောင်ထင်ရှားကြော်ကြားလဲဆိုရင်အဲ့ဒီခေတ်ကတောင်လူလယ်သမားတွေအားလုံးကိုငဘာလို့ကျစ်စနိုးခေါ်ကြတဲ့အဆင့်ထိအဲ့ဝတ္ထုကအောင်မြင်ပါတယ်အဲ့ဒီခေတ်မှာငဘာနောက်တစ်ခေတ်မှာဆိုရှယ်လစ်ခေတ်မှာလေယာဦးကြီးများပေါ့နော်အဲ့လိုဖြစ်သွားတယ်အဲ့တော့အဲ့ဆီယမောင်ထင်းရဲ့ငဘာဝတ္ထုဆိုရင်မြန်မာပြည်တွင်မကပါဘူးတရုတ်ပြည်သူ့သမ္မတနိုင်ငံလည်းတရုတ်ဘာသာပြန်တယ်ဆိုဗီယက်ယူနီယံကလည်းရုရှားဘာသာပြန်တယ်ဂျပန်ဘာသာပြန်တယ်နိုင်ငံခြားဘာသာ၃ဘာသာပြန်ဆိုခြင်းခံရတဲ့ဝတ္ထုကြီးပါအဲ့ဆီယမောင်ထင်းနဲ့ငဘာခွဲလို့မရတာကိုစွဲနေတဲ့ပုဂ္ဂိုလ်တွေအများကြီးတွေကဆီယမောင်ထင်းရဲ့ဇာတိမြေဖြစ်တဲ့အင်းစိန်မြို့နယ်ကဟောပြောပွဲမှာအခမ်းအနားမှုကမှန်ရင်နဲ့ရှာလိတ်သွားပုံပေါ်ပါတယ်ယခုဟောပြောမဲ့ပုဂ္ဂိုလ်ကတော့မောင်ထင်ဝတ္ထုရေးတဲ့စာရေးဆရာကြီးငဘာပါပဲအဲ့တော့တတိထားလုံးအားကြည့်ရင်လည်းမှားတတ်တဲ့သဘောတွေပါဒီကအခမ်းအနားမှုကိုအထူးကျေးဇူးတင်ပါတယ်နောက်ကျွန်တော်ခုနတုန်းကဒီတောင်မြို့ရောက်လာပြီးတော့ဖျားများလက်ပတ်ဖူးရင်းနဲ့ဒီမြေဆိုင်ဗနိုင်းပိုစတာကြီးတွေတွေ့ရတော့ကျွန်တော်အင်မတန်ဝန်းတာကြည်တူးသွားပါတယ်ကျွန်တော်တို့လည်းမြို့နယ်တော်တော်များများပြည်နယ်တိုင်းတော်များများဟောဘူးတာပါပဲဒါပေမဲ့ဒီလိုတောင်မြို့လိုစာရေးဆရာ17ယောက်ကိုဗနိုင်းကြီးတွေမှာဘယ်လိုပုံနဲ့လဲဆိုတော့ဘာလို့ကာရီကေချပုံနဲ့နော်ဗနိုင်းအကြီးတွေထောင်ထားတာဒီတောင်မြို့တစ်မြို့ပဲတွေ့ရပါတယ်အဲ့ကာရီကေချဆိုတာကဘာမှာဘယ်လောက်ထိရောက်လဲဆိုတော့ကဘာအိုဘားမားကိုလည်းအိုဘားမားရုပ်ပုံတဲ့အိုဘားမားရဲ့ကာရီကေချပုံနောက်အဲလစ်ဇဘက်ဘီရင်မကြီးကာရီကေချပုံမော်စီတုံးကာရီကေချပုံတိတ်ချောင်ပင်ကာရီကေချပုံစသဖြင့်အဲ့ကာရီကေချနဲ့တကယ်ဆွဲတော့မှသာလျှင်အနုပညာမြောက်တယ်လို့ကဘာသတ်မှတ်ထားတဲ့ကာလမှာပြည်မျိုးဟာစာပေဟောပြောပွဲကလည်းစာရေးဆရာများရဲ့ပုံတွေကိုကာရီကေချနဲ့တိတိချဆွဲပြီးတော့ဒီကြော်ညာထားတာတွေ့တော့အင်မတန်မှအားရပါတယ်ထို့တူခုတည်းကျွန်တော်မိတ်ဆက်ချင်တာမိတ်ဆက်ဖြစ်မရသေးပါဘူးဒီပြည်တောင်မျိုးကကတ်တွန်းဆရာများကိုကျွန်တော်ပွဲပြီးရင်နှုတ်ဆက်ချင်ပါတယ်ဂုဏ်ပြုချင်ပါတယ်ကာရီကေချဆွဲထားတာအင်မတန်မှလက်ရမျိုးလို့ပါထို့တူကျွန်တော်ဒီပုံကာရီကေချလေးထိတ်မှတ်ကတ်ထားတဲ့ကာရီကေချလေးကျွန်တော်ပြန်သွားရင်ကျွန်တော်ပေးပါမပေးနိုင်ရင်လည်းရောင်းပါမရောင်းခြင်းလဲကျွန်တော်အတင်းဖြုတ်ယူသွားပါမယ်ပြီးတော့ကျွန်တော်တော်တော်သဘောကျလို့ပါကာရီကေချဆိုတာဒီတရုတ်တစ်ခုကိုကောက်ချက်နဲ့ဆွဲပြီးတော့အင်ပဒံမဒီလက်ရမြောက်အောင်ဆွဲထားလို့ပါအဲ့ဒီတွေ့လဲဒီလိုတင်ပါတယ်နောက်လူငယ်တော့လာလောက်ကမော်လမြိုင်မှာစာရေးဆရာ15ယောက်9ရက်တိုင်ဟောပြောသွားတာပြီးရင်မြန်မာပြည်မှာစာရေးဆရာ17ယောက်အခု9ရက်ဟောပြောပွဲကျင်းပနိုင်အောင်စီစဉ်ပေးတဲ့ဒီတာဝန်ရှိပုဂ္ဂိုလ်များအားလုံးစာပေချစ်မြတ်နိုးသူများအားလုံးတောင်မျိုးသူမျိုးသားအားလုံးကိုလည်းကျွန်တော်အထူးကျေးဇူးတင်ဂုဏ်ယူကြောင်းပဏာမပြောကြားပါရစေကျွန်တော်ပြောပြမယ့်ခေါင်းစဉ်ကအသိပညာနဲ့ပြည်ပြင်သွားမယ်ဒီကဘာဆိုတဲ့ခေါင်းစဉ်ပါတကယ်တော့ကျွန်တော်တို့ပြောနေကြတာအသိပညာဆိုပြီးတော့တွဲပြောနေကြပြီမဲ့တကယ်တမ်းကတော့နည်းနည်းလေးကွာပါတယ်အသိအတစ်ခုပညာတစ်ခုပါအသိနဲ့ပညာကနိုင်ငံပါးလေးတစ်ချက်ခြားနေပြီမဲ့တကယ်တမ်းအဖြစ်ကတော့မတူပါဘူးအသိကအင်္ဂလိပ်ဘာသာစကားမှာတော့ရှင်းပါတယ်အသိက knowledge ဖြစ်ပါတယ်ပညာ wisdom အဲ့တော့အသိကသူများပြောတာဟောတာတွေကိုနားထောင်တယ်သူများရဲ့ဘဝအတွေ့အကြုံတွေကိုမှတ်သားတယ်စာတွေပေတွေကိုဖတ်ရှုပြီးတော့စာတွေပေတွေကအကြောင်းအရာတွေကိုလေ့လာတယ်ဥကောင်းထဲမှာနှလုံးသားထဲမှာထည့်ထားတယ်အဲ့ဒါအသိနဲ့တင်ရပ်ထားလို့တော့မရကျွန်တော်အသိကနေတဆင့်ပညာစခန်းကိုတက်လန်းသွားမှရအသိကသူများအတွေ့အကြုံသူတစ်ပါးရဲ့အကြောင်းနောက်သူတစ်ပါးစီကလေးလာသင်ယူချက်များကိုခံယူထားတာအသိပဲဖြစ်ပါတယ်အဲ့ဒီအသိကိုမှကိုယ့်ဘဝအတွက်အကျိုးရှိရာအကျိုးရှိကြောင်းဒ
ဒီဘဝတည်းမကပါဘူးနောင်တန်တရားအတွက်ပါအကျိုးရှိရာရှိကြောင်းခံယူထုံနှုတ်သုံးဆဲသွားနိုင်တော့မှပညာစခန်းကိုတက်လှမ်းနိုင်ပါမယ်အဲ့တော့အတိတစ်ခုတည်းကပညာမဟုတ်ပေမဲ့ပညာကိုရှာခြင်းရင်လည်းအတိကိုအခြေခံမှဖြစ်မယ်ဆိုတဲ့အကြောင်းလေးကစပြီးတော့ကျွန်တော်ပဏာမညီတန်းပြပြစီအတိကိုကျွန်တော်စပြောရမယ်ဆိုရင်ဥပမာပညာရှိသူတော်ကောင်းကြီးများရဲ့စကားတွေမှတ်သားနာယူကြတယ်အဲ့ဒါကျွန်တော်အတိရကြတယ်သူတော်ကောင်းပုဂ္ဂိုလ်များရဲ့စကားဟာအဖျားဓက်ကရည်စက်ကလေးပမာဏရှိစေကမူအ내အဓိပ္ပာယ်ကတော့သမုဒ္ဒရာတမျှသမုဒ္ဒရာဓမ္မကကျေပြတ်ပါလေအဲ့ဒီသူတော်ကောင်းပညာရှိကြီးများရဲ့စကားများကတစ်ဆင့်အတိကနေတစ်ဆင့်ပညာကိုစခန်းကိုတက်လန်းဖို့ရာဥပမာကျွန်တော်တို့ကြောက်ဆယ်ကခုနဆရာလေးရင်းသားတို့ဆွန်ချစ်တို့ရဲ့ဇာတိမြေကြောက်ဆယ်မှာတစ်ချိန်ကဝေဘူးဆရာတော်ကြီးထင်ရှားကြော်စောဥပါတယ်ရဟန္တာရေလုတ်တောင်သမုတ်ခံရတဲ့အဆင့်ထိသီလသမာဓိပညာအင်မတန်ကြီးမားပါဝေဘူးဆရာတော်ကြီးဟာစကားနဲတယ်တရားလဲတူတူပဲပြောတတ်တယ်တဲ့သူပြောတဲ့စကားတိုင်းတရားတိုင်းဟာခုနပြောလို့သမုတ်တရားရည်မြတ်နဲ့ပြင်တမျှကျေပြောနေဆိုင်တာကိုကျွန်တော်တို့မှတ်သားနာယူရပါတယ်ဥပမာတခါဝေဘူးကျောင်းမှာဆရာတော်ကြီးသတင်းသုံးနေတုန်းမှာဝေဘူးကျောင်းအနီးကရွာတရွာမီးလောင်ပါတယ်မီးလောင်ပြီးတော့အဲ့မီးလောင်ကျွမ်းကျင်ခံရတဲ့ဒကာဒကမတွေကဆရာတော်ကြီးစီအပြေးလွှားငိုကြွေးတိုင်တန်းပါတယ်ဆရာတော်ကြီးဖျားဆရာတော်ကြီးဖျားဒီပြတော်ရဲ့အိမ်ကြီးမီးတွေပါသွားပါပြီဖျားဒီပြတော်တို့ရှိသမျှပစ္စည်းတွေလည်းကုန်ပါပြီဖျားမီးလောင်လို့ဒီပြတော်တို့လည်းစားမယ်တောင်းရမယ်ဝေးရမယ်ဖြစ်ပါပြီဖျားလို့ပြောတဲ့ခါမှာဆရာတော်ရဲ့တင်းရင်ခွန်းနဲ့ပြန်မိတ်ပါတယ်အေးအမိုက်တွေမီးလောင်သွားတာဝမ်းသာကြဟဲ့ဝမ်းသာကြဟဲ့တကယ်ကတော့စီးစိမ်ဥစ္စာဆိုတာတက်မဲ့နေသူအတွက်ဒါတမိုးရှိစရာဖြစ်ပါတယ်တကယ်တော့ဒါတွေဟာလူဘဝတူတူတက်တန်းအတွင်းမှာဒါတွေကတကယ်တော့အမိုက်တွေပါပဲအဲ့တော့အမိုက်တွေမီးလောင်သွားတာဒါတဏှာဆွဲလန်းမှုတွေကင်းပသွားရဖြစ်တဲ့အတွက်ဒါဖြည့်ဆည်းနိုင်သမျှဖြည့်ဆည်းကြလို့ပြောလိုက်တဲ့စကားမျိုးဖြစ်ပါတယ်အဲ့ဒီဆရာတော်ကြီးရဲ့တရားကိုနာကြားတဲ့အခိုက်အတန့်မှာမီးလောင်လို့ပြည်သူဥစ္စာဆုံးမသွားတဲ့ဒကာဒကမတော်တော်များများငင်းအေးသွားပြီးတော့အကျွတ်တရားရသွားတာကျွန်တော်တို့မှတ်သားနာယူရပါတယ်နောက်တစ်ခါအဲ့ဝေဘူးကျောင်းမှာပဲဝေဘူးဆရာတော်ကြီးပြုပြင်တိဆောက်ထားတဲ့ဇီတော်ကြီးရွှေရောင်တဝင်းဝင်းနဲ့အင်မတန်တပ်ပေကြည်မြူစွာကောင်းပါတယ်တညမှာမတမာသူတွေကဆရာတော်ကြီးတီထားကိုးကွယ်တဲ့ဇီတော်ကြီးကရွှေတွေကိုပုတ်ပြီးတော့ခိုးသွားကြတယ်နောက်နေ့ကျတော့ယင်ရွှေရောင်တဝင်းဝင်းနဲ့တပ်ပေကြည်ညိုလာတဲ့ဇီတော်ကြီးဟာထုံးတင်ကန်းတောင်မရှိသလားညီပါဟင်းလင်းဟာလာကြီးနဲ့ပြောင်ပြောင်တင်းတင်းဖြစ်တာကိုတကယ်တကမတွေကအင်မတန်ဝမ်းနေကြည့်ကြွယ်ဆိုတာတွေ့ရပါတယ်အဲ့တော့ဆရာကြီးကိုလာလျှောက်တယ်ဆရာတော်ကြီးတပည့်တော်လှူထားတဲ့ရွှေတွေကုန်ပါပြီဆရာတော်ကြီးရဲ့အင်မတန်တပ်ပေကြည်ညိုလာတဲ့ဇီရီတော်ကြီးလဲအခုထုံးတင်ကန်းကတ်တာလောက်တောင်မတပ်ပေပဲနဲ့အခုပြောင်တလင်းခါနေပါပြီလို့ပြောတဲ့အခါဆရာတော်ကြီးကမိမာချက်ကတူတုတ်တူပါပဲအေးဝန်တာကြဒါတို့တကားတကမတွေကုသိုလ်ပိုရအောင်လုပ်ပေးတာပဲမင်းတို့အခုကြတော့ရွှေထပ်သင်္ကန်းလှူကြတဲ့အခါမင်းတို့ကုသိုလ်ထပ်ရကြအောင်ဒီလူကလှုပ်သွားတာအဲ့ဒီတခိုးကိုမင်းတို့မေတ္တာပို့ကြလို့ပြောခဲ့ပါတယ်အဲ့ဒီတရားဟာလေအင်မတန်တူတောင်းလာပြီမဲ့များစင်ကျင်လေအတိကနေပညာကိုတက်လန်းနိုင်တဲ့တရားပါပဲနောက်ဆရာတော်ကြီးပြန်လွန်တော်မူကနီးမှာ
အင်းစိန်အကျဉ်းတော်ကိုသက်ဆိုင်ရာအဲ့တော့ဝန်ကြီးချုပ်ဦးနုပေါ့နော်ဝန်ကြီးချုပ်ဦးနုကပြင့်ဆောင်သွားပြီးတော့တည်တံကြက်ခံစေကျုံးမိန်ကြတဲ့ရာဇဝတ်သားတွေစီကိုဆရာကြီးကိုပြင့်ဆောင်သွားပါတယ်နောက်တစ်ပတ်မှာနောက်တစ်လမှာကျုံးမိန်ကြပြီးတော့တည်စားတည်စီအစဉ်ခံရတော့မယ်ရာဇဝတ်သားတွေဟာဆရာတော်ကြီးကိုဖူးရတော့ဝန်သာအဲလဲဖြစ်နောင်တတရားတွေဖြစ်ပြီးတော့မြေကြီးဖြိုင်ကြပါလေအဲ့မှာဆရာတော်ကြီးကတခွန်းမဲ့မိန့်တာတယ်အေးဘာမှဝန်မနေကြနဲ့ဝန်မနေကြနဲ့မင်းတို့ကနောက်တစ်ပတ်နောက်တစ်လသိမိန့်ကြမှာငါတို့လည်းသိမိန့်ကြပြီးသားပဲဘယ်အခါဘယ်ကာလမှတာမသိတာငါတို့ကပူဝမ်းနေစရာကောင်းပါတယ်လို့ပြောတဲ့အခါမှာရာဇဝတ်သားကျူးတန်ကြက်ခံသူတော်တော်များများဟာဓာတုအကျဉ်းချင်းခေါ်ပြီးတော့ဆရာတော်ကြီးရဲ့ခြေစုံကိုနဖူးနဲ့တိုက်နော်ဖြည့်ချင်းငါးပါးနဲ့ရခိုးပြီးတော့တပည့်တော်တို့မိုက်မားကဲတဲ့အကုသိုလ်ဒုစရိုက်များဒီဘဝဒီများနေပဲကြည်ပါစေဖျားဆိုပြီးတော့သူ့တောင်းပထနာပြီးသွားကြတာတွေ့ရပါတယ်အဲ့ဒါလို့ဆရာတော်ကြီးများရဲ့တရားများကအသိများကရတဲ့ပညာများကိုကျွန်တော်ဆက်ပြောရင်တော့ကုန်နိုင်မယ်မရှိပါဘူးအဲ့တော့ကျွန်တော်အခုပြောချင်တာကပညာတစ်ခုတည်းကတက်လန်းလို့မရတဲ့အတွက်အသိကိုအခြေခံတယ်ဒါပေမဲ့အသိတစ်ခုတည်းလည်းပညာမဟုတ်ဘူးအဲ့တော့အသိကိုရဖို့ဘာလုပ်ရမလဲအသိကိုရဖို့အတွက်ကျွန်တော်လေးလာမှတ်သားနာယူကြရမယ်အရှင်းဆုံးနဲ့အတူဆုံးနည်းကတော့အသိရခြင်းစာအုပ်ဖတ်မှာပဲစာဖတ်မှာပဲအခုလည်းဒီမှာစာဖတ်ရှိန်ညှင့်တင်ရေးနောက်ခုနကတော့ဒီအချို့ရေးမှုကြီးလည်းပြောသွားပါတယ်ကျွန်တော်တို့မီဒီယာကော်နာတွေဖွင့်နေဆိုတာလဲစာဖတ်ရှိန်ညှင့်မှုပြည်သူတွေအတိတရားတွေပိုရအောင်စောက်တွေများများဖတ်ဖို့အစီအစဉ်တွေနဲ့ဒါနိုင်ငံတော်ကကြီးမှုကျင်းပနေတဲ့ဒါလှုပ်ရှားမှုတွေပါအဲကျွန်တော်စာကြည့်လိုက်ဖောင်ဒေးရှင်းတွေဖွဲ့တယ်ဆိုတာလေဒီလိုပါပဲအဲ့တော့စာဖတ်ရမယ်ပေါ့စာဖတ်ရမယ်ဒါပေမဲ့စာဖတ်တဲ့နေရာမှာဘယ်လိုစာဖတ်ရမလဲဆိုတဲ့အပိုင်းကတော့တော်တော်ဒီစဉ်းစားမယ်အချက်ပါပဲနိုင်ငံတကာမှာတော့နိုင်ငံတကာအဝေးမကြည့်ပါနဲ့ကျွန်တော်ထိုင်းနိုင်ငံမှာတင်ယုံညွန်းနှန်းရှိတယ်အလယ်တန်းတင်ယုံညွန်းနှန်းအထက်တန်းတင်ယုံညွန်းနှန်းကိုကျွန်တော်လေ့လာဘူးတယ်အလယ်တန်းတင်ယုံညွန်းနှန်းမှာအလယ်တန်းအဆင့်ဖြစ်တဲ့9တန်းကနေ9တန်းအထိကျောင်းသူကျောင်းသားတွေအနေနဲ့ထိုင်းနိုင်ငံကထုတ်တဲ့ဒီစာရေးဆရာရဲ့ဒီစာအုပ်20ကို9တန်း6တန်း9တန်းမှာဖတ်ပြအောင်ဖတ်7တန်း9တန်း10တန်းအထက်တန်းအဆင့်မှာဒီစာရေးဆရာကမ္ဘာစာရေးဆရာများထိုင်းနိုင်ငံစာရေးဆရာများရဲ့ဒီစာအုပ်30ကိုဖတ်ဖြစ်အောင်ဖတ်ဆိုပြီးတော့တရုတ်ညွန်းနှံရေးထားပါတယ်အဲ့တော့အမေရိကန်နိုင်ငံမှာတော့ပြောကြရမလို့100 must read books ဆိုတော့လောက်ထားပါတယ်ဒီစာအုပ်100ကတက်ကတူအဆင့်တက်မဲ့သူတိုင်းဒီစာအုပ်100ကိုဖတ်ကိုဖတ်မယ်မဖတ်ရင်တက်ကတူပညာအဆင့်မမီဘူးဆိုပြီးတော့ပြဋ္ဌာန်းထားတာရှိပါတယ်တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာလည်းဒီလိုပါပဲတရုတ်ပြည်သူ့သမ္မတနိုင်ငံမှာလည်းမူလတန်းအဆင့်ကကျောင်းသင်ယူအပြင်ဖတ်ရမယ်ဝတ္ထုနဲ့တုဒ္ဒစာအုပ်စရင်အထက်တန်းအဆင့်မှာဖတ်ရမယ်ဝတ္ထုကဓာတ်တွေဖတ်ရမယ်ဘုဒ္ဓဓာတ်တွေဆိုပြီးပြဋ္ဌာန်းထားပါတယ်အဲကျွန်တော်မြန်မာပြည်မှာကြတော့အဲ့လိုပြဋ္ဌာန်းထားတာမရှိတော့စာဆိုတိုင်းအခုဖတ်လို့တော့မရဘူးပေါ့နော်အဲစွန်းစံနဲ့ကြွက်ချီရောဆိုတာမျိုးရှိတာပေါ့အဲ့တော့စွန်းစံစိမ့်တက်နတ်လိုချင်ကြွက်ချီလေးတွေကိုဖယ်စံကြိုးလေးတွေစပလုံးလေးတွေကိုဖယ်ရင်တော့စွန်းစံတက်နတ်ရမှာပေါ့အဲ့တော့ပထမအဦးဆုံးကျွန်တော်ဒီကိုမလာခင်အငားဆိုင်တွေပေါ့ရန်ကုန်မြို့ကအငားဆိုင်တွေတော်တော်များများမှာဘာသာအုပ်တွေလူတွေအများဖတ်နေကြတယ်လေဆိုတော့ကျွန်တော်စင်းလိုက်ကောက်ပါတယ်အဲ့ဒါကျွန်တော်နှစ်ချက်ပါတစ်ချက်ကကျွန်တော်စာကြည့်ဖောင်ဒေးရှင်းရဲ့စာအုပ်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးစာအုပ်များထုတ်ဝေရေးစီမံချက်အရာဘာသာအုပ်တွေကိုလူတွေဘလောက်ဖတ်ကြတယ်လဲဆိုတာသူတနာပြုချက်ကတကြောင်နောက်တစ်ချက်ကလည်းကျွန်တော်စာတန်းတင်မဲ့ယနေ့မြန်မာလူငယ်များအဖတ်အများဆုံးစာအုပ်များနဲ့အဖတ်တင်ဆုံးစာအုပ်များဆိုတဲ့စာတန်းအတွက်၎င်းကျွန်တော်လူငယ်သောလာကတိတိပပပြောရရင်ဧပြီလပထမပတ်ကကျွန်တော်ရန်ကုန်မြို့ကစာအုပ်ဆိုင်တော်တော်များများကိုသွားပါတယ်စာအုပ်အငှားဆိုင်တွေမှာဘာစာအုပ်အငှားဆုံးလဲဆိုတာကိုလိုက်ကြည့်ပါတယ်လူအဖတ်အများဆုံးကျုပ်စာအုပ်ဆိုင်မှာအဲ့ဒီစာအုပ်က
တုတ်သေးနဲ့တည်းမလောက်ဘူး10 အုပ်လောက်ဝယ်ထားတယ်ငှားတဲ့လူများလုံးအားကြီးလို့အဲ့10 အုပ်လောက်ကော်ပီပွားပြီးတော့ဝယ်ထားတဲ့စာအုပ်တွေကိုလိုက်ကြည့်ပါတယ်လိုက်ကြည့်ရပထမဆုံးစာအုပ်တို့ကြောင်းပြောပါမယ်စာအုပ်နာမည်တော့ကျွန်တော်လွှဲပြောပါမယ်ဘာကြောင့်လွှဲမပြောလဲပြောရတယ်လဲဆိုတော့အဲ့စာအုပ်အကြောင်းကိုဒီကလူတွေသိသွားရင်လိုက်ငှားနေကြမှာဆိုလို့ပါအဲ့ပထမဆုံးစာအုပ်နာမည်ကအနီရဲရဲနှလုံးသားရာဇဝင်နော်အနီရဲရဲနှလုံးသားရာဇဝင်စာအုပ်ကအငှားအများဆုံးစာအုပ်ဖြစ်တယ်ပါနာမည်ကနေတော်တော်ဆွဲဆောင်မှုရှိတယ်အနီရဲရဲနီရဲဆိုတာရင်းရင်ချင်းတတ္တိသွေးကိုပြနှလုံးသားဆိုတာစိတ်ဓာတ်နီရဲတဲ့စိတ်ဓာတ်ဆိုတာဒါရဲတဲ့စိတ်ဓာတ်ရာဇဝင်ဆိုတာရာဇပြီးဝင်သားဆိုတာမင်းတို့အကြောင်းဒါကတော်ဝင်နန်းထိုက်တဲ့ဟုတ်လားအတူယူတိုက်တဲ့တမိုင်းကြောင်းထုတ်ပတ်တစ်ခုဖြစ်မယ်အဲ့တော့အနီရဲနှလုံးသားရာဇဝင်ဆိုတော့ဒါတတ္တိသွေးဟုတ်လားဇာတိမန်ကိုတက်ကြွနှိုးဆွနိုင်တဲ့စောက်တို့ဖြစ်မှာပဲဆိုတော့ဖတ်ကြည့်တဲ့အခါဇလန်းကြောရွာပါလဲဆိုတော့ရည်စားမထားရမနေနိုင်တဲ့ကောင်မလေးတယောက်အကြောင်းဖြစ်တယ်နော်အဲ့ဒီကောင်မလေးကတကယ်ကိုသူကချစ်သူမရှိရင်မနေနိုင်ဘူးကျုပ်ပထမချစ်သူတယောက်ရတယ်အဲ့ချစ်သူနဲ့အကြောင်းကြောင့်တော့ကွဲသွားတယ်နောက်2ရက်ကြာမှမရမကချစ်သူတယောက်ရှာတယ်ဒုတိယချစ်သူရတယ်ဒုတိယချစ်သူအကြောင်းကြောင့်ဒီပြက်ဆဲသွားတယ်နောက်ချစ်သူရှာတယ်အဲ့ဒီအကြောင်းကိုရေးတာဒါအဲ့လောက်ကိုအကြောင်းမဟုတ်သေးဘူးပြဿနာဘာလဲဆိုတော့အဲ့ဒီကောင်မလေးကပထမချစ်သူကသူနဲ့ဂုံတူရီတူချမ်းသာတဲ့ပြင်သက်တိုင်းဝင်းကပုံကိုယ်လေးဖြစ်ပါတယ်အဲ့ချစ်သူနဲ့သူချင်းတွေ့တဲ့အခါမှာသူကဘာတောင်းဆိုလဲဆိုဒီနေ့ကိုလာရင်ညီမနဲ့တွေ့မယ်ဆိုရင်ဒီပြင်စားစရာဝယ်ခြင်းဝယ်မွေးခြင်းနေချောကလက်တောင်းတော့ဝယ်ခဲ့အဲ့တော့အဲ့ချစ်သူကသူနဲ့လာတွေ့တော့အဲ့ချစ်သူကချမ်းသာကြွယ်ဝတဲ့အတိုင်းဝန်းကချစ်သူဆိုတော့ဩစတြေးလျလုတ်တဲ့နိုင်ငံလုတ်တဲ့ Cadbury chocolate ပေါ့လေတတောင်းကိုဟာလား5,000ပေးရမယ် chocolate ဝယ်လာတယ်အဲ့ဒီမှာကောင်မလေးကကိုစီက chocolate တောင်းပြီးတော့မင်းရှေ့စားတယ်စားပြီးတော့သူတို့ခုနချစ်ပြူကခင်းကြတယ်ပေါ့နော်ဒါတစ်ပိုင်းအဲ့လောက်နဲ့ပြဿနာမဟုတ်သေးဘူးအဲ့ချစ်သူနဲ့သူအသေးအဖွဲစကားများရင်ကနေကွဲသွားတယ်ကွဲတာဒုတိယချစ်သူသူနှစ်ရက်တွင်အရရှာလိုက်တာခုနကသူယောဂကြီးစားမထားမနေနိုင်ဆိုတော့နှစ်ရက်တွင်အရရှာလိုက်တာရသွားတာအဲ့ချစ်သူကပထမချစ်သူလောက်တိတ်မချမ်းသာလူလက်တန်းစားပေါ့အဲ့ဒီမှာ तू ကချင်းလိုက်ပြန်အောင်အဲ့ချစ်သူကမောင်ဖြစ်သွားတော့ပေါ့မောင်ကြီးမျိုးနဲ့အဲ့ကောင်မလေးမှာမျိုးလက်တန်တာဆိုတာမသိမျိုးနဲ့လာတွေ့ရင်ချောကလက်တော့ဝယ်ခဲ့ကွယ်ချောကလက်မပါရင်တော့မလာနဲ့ပြောလိုက်တာအဲ့ဒီကဒုတိယချစ်သူကလည်းချောကလက်ဝယ်လာတာပဲဒါဒုတိယချစ်သူကလူလက်တန်းစားဆိုတော့ဟိုပထမချစ်သူလို့ချောကလက်1000 5000တန်မဝယ်နိုင်ပေါ့သူကယူရီးယားချောကလက်လောက်ပေါ့နော်1000ကို2000တန်လောက်ချောကလက်ဝယ်လာတယ်သူကတေချာချောကလက်ကိုနာမည်ဖတ်တယ်ချောကလက်မှာပါတဲ့ဓာတုပစ္စည်းတွေ chemical ingredients ပေါ့နော်ပါဝင်တဲ့ဓာတုပစ္စည်းတွေဖတ်တယ်ဖတ်လို့ okay ပဲဆိုစားတယ်စားပြီးတော့သူတို့ဟာလားချစ်သူတို့ဘာဝနော်ချစ်ကြည်နူးကြတယ်ပေါ့အဲ့ဒီမှာမပြီးသေးဘူးအဲ့ဒီချစ်သူနဲ့ကလည်းဟာလားတလားလောက်ပဲတွေ့လိုက်ရတယ်အဲ့ချစ်သူကလည်းနောက်ပိုင်းချောကလက်ဖို့မတတ်နိုင်တာနဲ့မလာတော့နော်မလာတော့သူကနောက်ဆုံးချစ်သူကသူ့ရဲ့ရင်မောင်းဖြစ်သူ့ရဲ့ driver သူ့ရဲ့ရင်မောင်းကိုချက်ချင်းသူကအသေးကတ်လိုက်တာအဲ့ဒီရင်မောင်းကလည်းသူ့ချစ်သူချက်ချင်းဖြစ်လာတယ်အဲ့တော့ပထမချစ်သူကချမ်းသာတော့9000တန်ချောကလက်ဝယ်နိုင်တယ်ဒုတိယချစ်သူကလူလက်တန်းစားဆိုတော့2000တန်ချောကလက်ဝယ်နိုင်တယ်အခုဒီချစ်သူကြတော့ချင်းတဲ့နေ့မှာချောကလက်မှားတယ်ဘယ်လောက်တန်ဝယ်လိုက်နိုင်မလဲချောကလက်ကိုတော့မပါဝယ်ချောကလက်မှချောကလက်နဲ့နော်တကြားလုံးမဝယ်နဲ့ကော်ဖီမင့်မဝယ်နဲ့အဲ့လိုမှားတယ်ဒီတတိယချစ်သူကလည်းချောကလက်ဝယ်လာပါတယ်ဝယ်လာတော့သူကြတော့တရုတ်ချောကလက်ပေါ့ဗျာ1000တန်ချောကလက်ဝယ်လာအဲ့ဒါလေသူကတရုတ်စာတော့မတက်ဘူးပေါ့ချောကလက်ကိုကြိုက်ကြည့်တယ်မြည်ကြည့်တယ်โอเคပဲဆိုတော့အဲ့ချစ်သူနဲ့သူ
ကြည့်ဦးလိုက်တယ်ပေါ့ကျွန်တော်ချောကလက်အကြောင်းဒီလောက်တောင်ရေးနေတယ်ချောကလက်ကတစ်ခုပဲဆိုတော့နောက်ပြန်ကြည့်တော့ဘာသွားတွေ့ရလဲတော့ချောကလက်ကိုဘာကြောင့်တဒန်းဒါမှားနေရတယ်လေဆိုတော့အဲ့ဒီကောင်မလေးကဆေးကြောင်းတက်နေတဲ့ကောင်မလေးဖြစ်တယ်အဲ့ဒီမှာသူဆေးကြောင်းမှာတင်ရတယ်တဲ့ချောကလက်ဟာမျိုးသေးစကားနားနဲ့မနာဘွားနဲ့နာပါလိန်စစ်ကိုနှိုးဆွပေးရကြတဲ့အတွက်သူကချစ်သူကိုချောကလက်မှာခြင်းဖြစ်တယ်ပြောတယ်သူဝတ္ထုတွေအတိုင်းဆိုရင်မင်းကလေးချောကလက်တောင်မစားရဲသူဖြစ်တယ်ဒါမို့လေချောကလက်ဆိုင်တွေများတော်တော်များများရောင်းမလားမသိအဲ့ဒီစာအုပ်ကြီးဗျာကြီးကျယ်ကျယ်အနီရဲရဲနှလုံးသားအထုပ်ပတ်တီဆိုတော့ချောကလက်နဲ့လိန်စိတ်လှုပ်ဆော်တဲ့ဥစ္စာအဲ့ဒါတွေကိုအရန်ဖတ်ကြကျွန်တော်တိတ်သဘောမပေါက်ဒါပေမဲ့အခုပတ်ထုတ်တဲ့ bi-weekly journal အရင်ပတ်ထုတ်တဲ့ကျွန်တော် popular news journal မှာပါပါတယ်တောင်မှာတော့အဲ့ဒီပစ္စည်းတွေပြန့်နှံ့နေလားမပြန့်နှံ့နေလားမသိဘူးရန်ကုန်နဲ့မန္တလေးမှာတော့ပြန့်နှံ့နေပါပြီတိုင်းတဲ့ဘာကတွင်းလာတဲ့ချောကလက်ရယ် coffee mix ရယ်ဒီအချိုးဓာတ်ပါတဲ့အမှုန့်ပေါ့နော်ရေနဲ့ဖြော်တော့တဲ့အမှုန့်တွေမှာတဲ့မင်းကလေးငယ်များကိုဒီလိန်စိတ်နှိုးဆွစေသောဓာတ်တီပါတယ်အဲ့ဒါကိုအခုမှကျွန်တော်စာတောင်တွေကဖွင့်ရေးပါတယ်အဲ့ဝတ္ထုကလွန်ခဲ့သောလကထွက်ထားတဲ့ဝတ္ထုပါအဲ့တော့ဝတ္ထုဟာပညာပေးရမယ်တူတူ तू ကချောကလက်ကြော်ညာပေးတယ်ရေးတဲ့သူကလည်းမင်းကလေးပဲမင်းကလေးစာရေးဆရာအဲ့ဒါဘယ်နဲ့ကျွန်တော်တို့ထထအခါခါစစ်ပါတယ်ဆိုရဲစာပေစီစီကဒါကိုလွတ်ပေးလိုက်လည်းမသိနော်စာပေစီစီကလည်းချောကလက်ရောင်းနေလားတော့မသိနော်ဒီကပို့ဆိုတဲ့ဝတ္ထုပြောမယ်ဒီကပို့ဆိုတဲ့ဝတ္ထုနာမည်ကတစ္ဆာအစီရင်နဲ့နာမည်ကတစ္ဆာအစီရင်အဲ့ဒါကြတော့ဇလန်းပို့စားနေသူရဲ့အဖေက45နှစ်ရှိတယ်မင်းသမီးအဖေမင်းသမီးက18နှစ်ရှိတယ်မင်းသမီးအဖေက45နှစ်အရွယ်မှာသူ့ရဲ့ဇနီးခုနမင်းသမီးရဲ့အမေဆုံးသွားတယ်ဆုံးသွားပြီးတော့6လအကြာမှာနောက်အိမ်တော်ပြုလိုက်တယ်နောက်အိမ်တော်ကအသက်22နှစ်ရှိတယ်အဲ့ဒီမင်းသမီးလေးရဲ့မိထွေးပေါ့အဲ့တော့မင်းသမီးလေးရဲ့မိထွေးအသက်22နှစ်နဲ့မင်းသမီးလေး18နှစ်နဲ့ကအရွယ်ကမတိမ်မရိမ်မင်းသမီးလေးကသူ့ဖေရဲ့သူ့အမေကွယ်လွန်သွားပြီးရဲ့နောက်သူ့အမေရဲ့မြစ်တာကိုသူတယောက်တည်းဟဟလားပိုင်ဆိုင်ရတော့မယ်လို့ထင်တော့သူနဲ့အသက်မတိမ်မရိမ်မိထွေးငငယ်လေးကိုယူလိုက်တဲ့အတွက်အင်မတန်မှမကြေမနက်ဖြစ်တယ်ပြီးညဘလို့လက်စားချေရမလဲဆိုကြံစီကြီးနဲ့သူအကြံတစ်ခုရသွားတယ်အဲ့ဒီမိထွေးရဲ့အကိုတယောက်ရှိတယ်လူပြိုကြီးအသက်45နှစ်လောက်ရှိတယ်လူပြိုကြီးသူက16နှစ်သူကဘလို့ကြံစီလဲဆိုတော့အဲ့ဒီလူပြိုကြီးကိုငါဖျားယောင်းမယ်ဖျားယောင်းပြီးတော့အဲ့ဒီလူပြိုကြီးကငါ့ကိုကြိုက်လာရင်ဇင်းဆက်ဆက်ဖြစ်အောင်သူကဖြတ်ပလိုက်မယ်ဖြတ်ပလိုက်ရင်ဟိုလူပြိုကြီးကဒါအသေးကွဲမယ်အသေးကွဲရင်ဒါသူ့ရဲ့ညီမသူ့ရဲ့မိထွေးကိုလက်စားချစ်လိုက်တာနဲ့တူတူပဲဆိုပြီးတော့အဲ့လိုဇလန်းဆင်ထားတာမိမိကိုယ်တိုင်အပြိုကြီးအပြက်ခံပြီးတော့မိထွေးကိုလက်စားချေတဲ့ဇလန်းအဲ့ဒီဇလန်းကျအဲ့စာအုပ်မှာကြတော့လိုင်းတားတာတွေအများကြီးပဲလိုင်းတားတယ်အနီးနဲ့တားတယ်အနီးနဲ့တားတော့ဒီကအစိမ်းအောင်ကျယ်ပွင့်ပြတယ်နောက်တစ်ခါဝင်းစာဂွင်းပိတ်နဲ့ပြတယ်အရေးကြီးတဲ့အမှတ်လက္ခဏာတွေပြထားတယ်အဲ့စာပိုက်ကလေးကကျွန်တော်စာအုပ်3 5ကြည့်တယ်မှာ3စလုံးလူငယ်တွေအဲ့ဒါကိုသဘောကျထားပါမီနီတာမင်းစိမ့်တာကျယ်ပွင့်ပြထားတာတွေ့ကျွန်တော်အလွတ်ရသလောက်ဆိုပြမယ်အဲ့ဒီစာပိုက်ကပါလေတော့သူကလူပြိုကြီးကိုဖျားယောင်းလူပြိုကြီးကလည်းတော်တော်ဒီအိုရိုအာဒလူပြိုကြီးဆိုတော့တောင်ဖျားယောင်းတာမသိအဲ့တော့သူကဘယ်လိုပြောလဲဆိုတော့ကျမမျက်လုံးနဲ့ညှုလိုက်တာကိုရှင်အတိတ်ပဲမပြန်တတ်ဘူးလားဒါဆိုနှခမ်းနဲ့ညှူပြမှာလားကျမရဲ့မာယာတင်ကေတတွေကိုရှင်နားလည်အောင်ဘယ်လိုလုပ်ရမလဲကျမစီလာကျူရှင်ယူပါလားကျူရှင်ကဘာကျူရှင်လဲမသိဘူးနော်လာပြလားဒီစပယ်ရှယ်လားညာချောင်းလားဟော့စပေါ်လားနော်အဲ့လိုပုံစံမျိုးအဲ့ဒီမှာပါတဲ့ဇလိတ်တွေနာမည်ကလည်းဆန်းနေတယ်တယောက်နာမည်ကဝေစွန်းတဲ့ဘာလူမျိုးလဲမသိဝေစွန်းနော်
ဗမာတော့ဗမာပဲဒါဘွေစွန်းနဲ့ဗမာလည်းတယောက်မှမအောင်နောက်တစ်ခုကဝေယံနောက်တစ်ခုကတီတကူတယောက်ကဝေဝန်းတဲ့ကျွန်တော်နာမည်ဖိုင်ရင်နဲ့ဒီနာမည်ငါကြားဖို့ပါတယ်အဲ့ဒီအချိန်မှာရေဒီယိုကခင်းအောင်ချင်းလာတယ်ဥဒုခရဲ့လှမြည်စုတချင်းနော်ယူကံဘွေစွန်းဝေဝန်းတီတကူတိမ်ရန်ကြကလှပြာကပြူဟုတ်လားအဲ့နာမည်တွေကိုယူကံရဲ့ဝေစွန်းရဲ့ငွေဝန်းရဲ့တီတကူရဲ့တိမ်ရန်ရဲ့အဲ့စာရေးဆရာလည်းအဲ့ဒီတချင်းနားထောင်ပြီးပုံပေါ်တယ်နာမည်တော်တော်ရှားရှားပါပါခေါ်မယ်ယူကံရဲ့ဝေစွန်းရဲ့ငွေဝန်းရဲ့တီတကူရဲ့တိမ်ရန်ဂျားကတို့ဘာလို့မပါသေးလို့တော်သေးရဲ့ဂျားကတော့အလှတို့ပြကာပြူတို့အဲ့တော့ကျွန်တော်ဘာနဲ့သွားတတိယလဲဆိုကျွန်တော်ပညာရေးတက္ကသိုလ်မှာအလုပ်လုပ်တုန်းကပညာရေးတက္ကသိုလ်ပေါင်းကူးလာတက်တဲ့ကျောင်းဆရာတွေနဲ့တွေ့ရတယ်သူတို့ကမတောင်ကအလေတန်းပြဆရာသူကပညာရေးတက္ကသိုလ်ကဘီလီဘွဲရတော့မှအထက်တန်းပြဆရာဖြစ်မယ်တောင်ကအလေတန်းပြဆရာတို့မြကြီးနားအလေတန်းပြဆရာတို့ဟလာနေပြီးတော့ပြင်မနာကအလေတန်းပြဆရာတို့ရမဲတင်ကအလေတန်းဆရာတို့လေမင်းရဆရာတွေအားလုံးဆရာမတွေအားလုံးကျွန်တော်ကျောင်းမှာတစ်နှစ်လာတက်ရတယ်ပညာရေးတက္ကသိုလ်မှာဘီလီဘွဲရအောင်အဲ့တော့အသက်ကလည်း30 35နှစ်လောက်ရှိကုန်ကြပြီမြို့သားတွေဆိုလဲဇနီးနဲ့သားနဲ့သမီးနဲ့မြို့သမီးတွေဆိုလဲခင်မွန်းနဲ့သားနဲ့နော်အိုးခွဲအိမ်ခွဲလာနေရတယ်တနည်းဆိုပေမဲ့လဲလာဇာကအလေတန်းပြဆရာဆိုတော့လာဇာမလောက်မငါဒီကြားတဲ့ရန်ကုန်မှာလာနေဟလာအဆောင်လာကပေးစားတောက်ရဆိုတော့ဒီငွေကြီးကမလောက်ကြတော့ရရအလုပ်လုပ်ကြတယ်တချို့ဆိုရင်ညက်ဘက်မှာတက်စီမောင်းတယ်အငါကမောင်းတယ်တချို့ဆိုလဲနေကဒီကုန်ပစ္စည်းလေးယူလာပြီးတော့ကျောင်းသူကျောင်းသားတွေအချင်းချင်းပြန်ရောင်းတာရှိတယ်အဲ့ဒီထဲမှာကျွန်တော်တငယ်မြင်းအေးဆိုရလို့ရှိတယ်အဲ့မြင်းအေးကတော့ဘယ်မှာလာတယ်လဲဆိုတော့မြင်းအေးကခုနရမဲတဲ့ကျောင်းဆရာသူကစာရလေးပါလေးနေပါရေးတတ်တယ်ဒါသူ့နာမည်နဲ့ကတော့ဘယ်သူမှထုံးမဲ့သူမရှိတော့သူကထုတ်ဝေသူတယောက်နဲ့တွားတွေ့တဲ့အခါမှာထုတ်ဝေသူတယောက်ကမင်းတိုင်းဝဲထုရေးတတ်လားလို့ပြောတယ်တိုင်းဝဲထုရေးတတ်တာက तू ကရေးတော့မရေးတတ်ဘူးဒါပတ်စံလိုချင်တော့ရေးတတ်ပါတယ်လို့ပြောတယ်ရေးတတ်ရင်တဲ့ငါ့တိုင်းဝဲထုရေးပေးတဲ့တိုင်းဝဲထုကဘယ်လိုတိုင်းဝဲထုလဲဆိုတော့တရုတ်တိုင်းဝဲထုရေးပေးဗမာတိုင်းဝဲထုကတရုတ်တိုင်းဝဲထုနော်တရုတ်တိုင်းဝဲထုကလည်းဘယ်လိုတရုတ်တိုင်းဝဲထုလဲဆိုတော့တရုတ်နာမည်တွေပါမယ်တရုတ်ဒေသတွေပါမယ်အထက်ကတိုင်းကတော့ရေးချင်တာရေးပေါ့ဘယ်သူမှသိရမဟုတ်ဘူးနော်နောက်မှစာအုပ်ထွက်လာရင်ကဘာကျော်တရုတ်စာရေးဆရာကြီးကုလုံကြီးဝီရှိဝေဟန်ဝတ္ထုကြီးကိုဘာသာပြန်လိုက်တဲ့တိုင်းလောကကြီးသစ္စာတရားထွက်လာအဲ့လိုသူ့ကိုရေးခိုင်းတယ်သူကလည်းကြုံရလျှောက်ရေးတာပဲစစ်ကူရင်တိုင်းရင်လျှောက်ရေးပြီးတော့တောက်ကိုသူက3000ရတယ်3000ဆိုတော့လွန်ခဲ့တော့10နှစ်လောက်ကဆိုတော့3000ရတာမဆိုးပါဘူးလောက်ငါပါတယ်တလားကိုသူတောက်ခါတည်းလက်တွေ့နှုတ်ရေးတယ်နှုတ်ရေးသူကကြီးပေါက်ဖြောက်အဲ့လိုရေးတယ်လို့တနေ့ကျတော့ကျွန်တော်နဲ့အတူတူကျောင်းနေပဲတငယ်ချင်းတရုတ်တယောက်အဲ့လူနာမည်ချင်းတာဖူးတဲ့ချင်းတာဖူးဆိုတဲ့လူကလာတယ်ကျောင်းစီလာတယ်ဟေ့အောင်တငယ်ချင်းနဲ့လောကကြီးဘလို့ဖြစ်ကုန်မလဲလောကကြီးဘလို့ဖြစ်ကုန်ပြီလဲတဲ့စောက်တော့ကလည်းဂိုင်းလာဟေ့အောင်ချင်းတာဖူးဘာဖြစ်တာလဲဒီကွာတဲ့ဒီတရုတ်တန်းဝတ္ထုထဲမှာလေငါအမျိုးတွေအားလုံးနာမည်တွေအကုန်ပါတယ်ဟာဘလို့လဲကြည့်တော့ဟလာငုံဝမ်ဆိုတာငါဦးလေးဖြူလျှောက်ချိန်ဆိုတာငါဘာကြီးစီနီစာနီဆိုတာကငါတူမဟာစတဲ့သူပြောတော့အကုန်ပါနေတယ်အဲ့တော့ကျွန်တော်ကနောက်တနေ့ကျမြင်းအေးနဲ့တွေ့တော့မေးတယ်ဟဲ့မြင်းအေးမင်းချစ်တာဖူးကိုသိလားချင်တာဖူးလည်းမသိဘူးဘာတာဖူးမှမသိဘူးအဲ့တော့ဘယ်တဲ့လို့မင်းချင်တာဖူးရဲ့နာမည်တွေအမျိုးတွေနာမည်မင်းဝတ္ထုထဲမှာရှောက်ထည့်ရေးတာလေဒါတော့ဒီလိုပေါ့ကွာတဲ့ငါလည်းတိုင်းဝတ္ထုဆိုကြုံရရှောက်ရေးတာပဲတရုတ်ပြည်လည်းတစ်ခါမှမရောက်ဘူးတဲ့ဒါပေမဲ့ငါရဲ့အဆောင်အခန်းထဲမှာဘာရှိလဲတရုတ်မြေပုံရှိတယ်ရှီချွမ်ပြည်နယ်ကနေရှမ်းကျင်ကိုသွားတယ်ရှမ်းကျင်ကနေခွင်းမင်ကိုသွားတယ်ခွင်းမင်ကနေရှန်ဟဲကိုဘယ်နှမိုင်ရှန်ဟဲကနေဘေကျင်းကိုပါအဲ့ဒါရှိတော့ငါအဲ့ဒေတာတွေရေးတယ်တဲ့ငါခက်တာကွာတရုတ်နာမည်ကြောင့်မသိဘူးတဲ့တရုတ်နာမည်မသိဘူးငါဘယ်လိုလုပ်ရလဲဆိုတော့ငါသတင်းစာဖတ်ရတယ်သတင်းစာမှာဘယ်နေရာဖတ်ရလဲဆိုတော့နာရေးကြော်ညာဖတ်ရတယ်နာရေးကြော်ညာမှာလဲဘယ်ဟာကိုဖတ်တယ်လဲဆိုတော့တရုတ်သေငါသိဝန်းတာတာပဲ
တယောက်တယောက်သိရင်အဲ့တယောက်တယောက်ရဲ့နာမည်အကုန်ကူးပြီးတော့ငါအထက်ကဇက်ကောင်တွေထည့်လိုက်တာအဲ့လိုဖြစ်တယ်အဲ့တော့အဲ့ဒီမြင့်အေးကဘီးဒီတစ်နှစ်တက်သွားတော့မှတရုတ်တိုင်းဝတ္ထု10အုပ်လောက်ရေးသွားတယ်နော်အဲ့ဒါလူတွေကဗမာပရိသတ်ကတော့ဟာတစ်ကောင်းတဲ့တရုတ်ဝတ္ထုပြီးတော့ဖတ်သွားကြစာပေစီသေးအကြောင်းပြန်ပြောအောင်ပါအဲ့တော့စာပေစီသေးကကျွန်တော်အင်္ဂလိပ်စာအုပ်ကဘာသာပြန်ရင်သူမူရေးစာအုပ်တောင်းတယ်မူရေးစာအုပ်ပြလိုက်တယ်ပြလိုက်ပြီးရင်မူရေးစာအုပ်ကြည့်တယ်တောင်လန်မြောက်လန်နဲ့သူလည်းသိနားလဲပုံမပေါ်ဘူးဟုတ်တကယ်နားမလဲပါလာပြီးတော့မူရင်းရပြီးခွင့်ပြုပြလိုက်တော့ဒါပဲအဲ့တော့တရုတ်တိုင်းဝတ္ထုလာရင်လေသူကတရုတ်စာအုပ်တောင်းတယ်တရုတ်စာအုပ်တောင်းတော့တရုတ်စာအုပ်ကတိုင်းဝတ္ထုဆိုတရုတ်စာအုပ်က9အုပ်6လောက်ရှိတယ်နော်ဘူစီငါပေါင်းကျော်နဲ့ရေးထားတရုတ်စာအုပ်အဲ့ဒါကြီးကျိုးနဲ့စီးထားတယ်ကျိုးနဲ့စီးပြီးတော့တရုတ်တိုင်းဝတ္ထုတစ်ခုစီစီရေးတင်မူရင်းပြပါဆိုအဲ့ဒါကြီးသွားပြတဲ့အခါစာပေစီသေးမှုကလည်းအင်္ဂလိပ်စာလည်းမတတ်ဘူးတရုတ်စာလည်းမတတ်ဘူးနော်ဒါပေမဲ့အဲ့ဒါကိုကြည့်ပြီးတော့မူရင်းတင်ပြခွင့်ပြုလိုက်အဲ့တော့တိုင်းဝတ္ထုတွေခဏခဏတင်ရပါများတော့တိုင်းဝတ္ထုထုတ်ဝေသူတွေကအဲ့စာအုပ်ကြီးကိုအိမ်ကနေတဲမလာတော့စာပေစီသေးဘေးကကွန်းရဆိုင်မှာထားတယ်တိုင်းဝတ္ထုတင်ပြီဆိုအဲ့စာအုပ်ကြီးယူလာစီသေးမှုကလည်းတိပိသားစာအုပ်ပဲအဲ့ဒါမပိုင်မရအောင်စနေနေ့တွေပါဒီအင်းနေတွေပါဒီပေါ့နော်ကွန်းရဆိုင်ပိတ်တဲ့နေ့ဆိုရင်စာပေစီသေးကတိုင်းဝတ္ထုတင်လို့မရအောင်ဘာကြောင့်ကွန်းရဆိုင်ပိတ်ထားတော့အဲ့စာအုပ်မရှိဘူးနော်အဲ့ဒီလိုနဲ့စာအုပ်တွေထွက်လာတယ်ပေါ့နော်အဲ့ဒီလိုဝတ္ထုမျိုးနော်အဲ့ဒါလဲငှားများတယ်အဲ့ဝတ္ထုနဲ့အလားတူဝတ္ထုပို့ဆိုးတယ်ဥမာဆီယမနုနုကြီးရှေ့မှာပြောရမယ်သူတို့အရေးသားကောင်းတယ်နောက်လာမယ်လေသူနာဆော့ချီအရေးသားကောင်းတယ်ခင်ခင်ထူနေဝင်းမြင့်ချီဦးညိုရေးသားကောင်းတဲ့စာရေးဆရာတွေလာကြမယ်ဒါပေမဲ့အဲ့စာရေးဆရာတွေရေးသားကောင်းတာတွေပို့ပြီးတော့ရေးသားကောင်းတဲ့စာအုပ်တို့အခုကျွန်တော်တွေ့ထားတယ်အဲ့ဒါဘာလဲဆိုတော့စောနန်းဆန်အိမ်ဆိုတဲ့တိုင်းဝတ္ထုနော်သူကဗမာတိုင်းပေါ့နော်ဗမာတိုင်းဝတ္ထု3တွဲရှိတယ်3တွဲကလည်းရှိမှာပေါ့လေဘာကြောင့် तू ကတရွဲတဲ့ထုတ်ရင်တအုပ်ကို3000ဆိုတော့တရွဲနဲ့3000နဲ့ပြီးသွားမှာဆိုလို့စာလုံးတွေချဲရိုက်ထားတယ်တုတ်ထဲရိုက်လို့ဥစ္စာရမယ်ဥစ္စာကို3အုပ်ခွဲရိုက်တယ်ရပြီးတော့ तू ကစဖတ်ပရိသတ်သိပြောတယ်ဒီဆောက်ကအရေးသားတက်ကောင်းတယ်ကျွန်တော်မေးရဘာကောင်းတာလဲရှင်းတယ်တဲ့တော့ကြည့်ရှင်းတော့တကယ်ရှင်းတယ်ဘာလဲဆိုပထမစာမျက်နှာမှာဒါအဲ့စာကိုကျွန်တော်အခုဘာမလာလို့ပါလိုချင်ကျွန်တော်အင်တာနက် website ကနေပို့ပေးပါမယ်ပထမစာမျက်နှာတစ်မျက်နှာမှာဘာရေးထားလဲညပထမညနည်းနည်းသေးတယ်စာလုံးသေးတယ်ဒုတိယညနည်းနည်းကြီးတယ်တတိယညအကြီးတယ်ညဟာဖတ်တယ်ကွာအရန်ရှင်းတာပဲရှင်းမှာပေါ့ဘာမှမပါတာဟုတ်လားမျက်စိတဲ့ကိုမြင်အောင်လာတယ်မြင်အောင်မောင်မင်းညမြင်ကောင်မလေးတယောက်နော်ဆရာလေးနဲ့ဆော့ချစ်လဲအဲ့ဒါပြောတတ်တယ်ဒါကျွန်တော်ပြောနေတဲ့ပုံစံမတူသူပြောတဲ့ပုံစံတစ်မျိုးမြင်မျိုးသမီးလေးတယောက်လမ်းမိုက်တဲ့ညမှာမုန်တိုင်းတွေလည်းထမ်းနေတယ်ကျက်စင်မီးအောင်ထုံးတိုင်းတိုင်းပြက်နေတာပေါ့နော်အဲ့တော့ညလမ်းမိုက်တယ်လျှက်စင်မီးကလည်းမလားတိုးကြီးမြင်မဲရဲ့အလေကအိမ်ဆောင်မှာသူကရေချိုးကမ်းမှာဝလစ်လေးရေချိုးနေနော်အဲ့တော့ရှင်းတာပဲနော်အဲ့မြင်အောင်လာတော့ပေါ့စဖတ်တဲ့သူကနော်ရေချိုးအဲ့ဒီတော်တွင်မှာဘေးကတိုင်းလောကရဲ့ထိတ်ခေါင်အရှိအနောက်တောင်မြောက်ကတိုင်းပညာရှင်၄ယောက်ကသူ့လာပြီးလှုပ်ကြံတာနော်တယောက်ကဓာတ်နဲ့ပြစ်ထည့်တယ်ရွှီဝီးတဲ့ရေးထားတယ်ရွှီကတော့ဓာတ်ပြစ်တာဝီးကလေတွေကဖြတ်လာလိုက်တာရွှီဝီးအဲ့တန်းရေးထားတယ်ကျွန်တော်တို့မိသားဆွဲအလင်ကားလို့ခေါ်တာမဟုတ်ဘူးနော်ဖတ်တဲ့သူကအရန်ရှင်းတယ်ကွာဟုတ်လားရွှီဝီးတဲ့ငါအတန်အောင်ကြားလာတယ်နောက်ကနေပြစ်လိုက်တာ哦အဲ့မြင်တိုင်းသမားလေးကရေချိုးနေရနေဒီဘက်ကရက်တောင်လေးနဲ့ခါတဲလိုက်တာရက်တောင်လဲတမန်ကြီးရက်တောင်နဲ့ခါတာချွလင်းနဲ့နော်အဲ့ချွလင်းဆိုအတပါတယ်အဲ့ဒီဟိုဓားကိုတန်ရက်တောင်နဲ့ကာလိုက်တာချွလင်းမြည်သွားတယ်ဓားပြုတ်ကြပါနောက်ရှေ့ကအစိမ်ညားနဲ့ပြစ်လိုက်တဲ့အတန်ရှူဒိုင်းရှူကတော့လေကိုဖြတ်လာတဲ့အက်ကလေကိုခွင်းလာတဲ့အတန်ဒိုင်းကအဲ့ဒီအချိန်မှာ
မိုးကြိုးပစ်လိုက်လို့တကားမပြုတ်ကြသွားတကားမပြုတ်ကြသွားရဲ့အတန်လည်းဖြစ်တယ်နော်ဒိုင်းအဲ့ဒါကိုတော့ तू ကပါလေလက်နဲ့တောက်လိုက်တယ်မျက်စိတော့မမြင်တာဒါရီအတန်ရွှီလက်နဲ့တောက်လိုက်တာမြားကအဲ့ဒီလူရဲ့ပြစ်တဲ့လူရဲ့နဖူးအလေတဲ့နဖူးအလေတဲ့မှာမှဲ့ရှိတယ်အဲ့မှဲ့ရဲ့အလေတဲ့နဖူးအလေတဲ့မှာမှဲ့ရဲ့အလေကိုစိုက်သွားတာသိကောင်းနော်စဖတ်တဲ့လူတိတ်တော်ကြအရန်ရှင်းနေတဲ့အေးလို့ဝတ္ထုနော်အဲ့တော့ဘုန်းကြီးကကျွန်တော်ယတ္တစာရေးဆရာတွေကျွန်တော်ငငယ်တော့လာကမြန်မာစာပေယတ္တစာပေများကြာဆုံးအားခြင်းအကြောင်းဆိုတဲ့အကြောင်းကိုဆောင်းပါငါးပတ်စာရေးတဲ့အခါမှာဆရာငိမ့်ကျော်ပေါ့ကျွန်တော်တို့ရဲ့အကိုကြီးအင်မတန်မှအဖွဲအနှဲ့ကောင်းတဲ့ဆရာငိမ့်ကျော်မကွယ်လွန်မီကပြောသွားတဲ့စကားလေးပြန်ထည့်တာငါမြင်မြန်တည်တာကောင်းပါလေကွာတဲ့ငါဝတ္ထုတွေအရင်တော့လူတွေကြိုက်ကြတယ်တဲ့အခုကျလူတွေရတဲ့စကားကြောရှည်ရယ်ဆိုမဖတ်ကြဘူးတဲ့သူဝတ္ထုတစ်ခုမှဆိုရင်မိချစ်တဲ့အကြောင်းကိုရေးထားတာဆမ်းမြတ်၄မျက်နှာရေးထားတယ်မိချစ်တာဘလို့ရေးလဲဆိုတော့သူကဂရုံကင်ဖြစ်တယ်သူကောင်မလေးနဲ့သူနဲ့ဒီနေ့တွေ့ရမယ်သူကလည်း secret တောက်တတ်တဲ့သူအဲ့ဒီခါမှာဒီဘက်လက်ကစာအုပ်ကင်ထားတယ်ဘယ်ဘက်လက်ကစာအုပ်ကင်တာညာဘက်လက်ကဘာကင်ရမှမသိနော်ဘာကင်ရမသိတော့ secret ကင်မယ် secret ကိုညှက်ထားတယ်ညှက်တော့သူကောင်မလာကန်နီးမှာအဲ့ဒီခေတ်ကတက္ကသိုလ်ကျောင်းသားကောလိပ်ကျောင်းသား1960ခုနှစ်65လောက်ဖြစ်ဆိုတော့အခုလို gas မီးကျစ်တွေမပေါ်သေးဘူးညသမီးမီးကျစ်ပေါ့နော်ကျွန်တော်တစ်သားမီးကျစ်ပေါ်တယ်အဲ့တစ်သားမီးကျစ်ခရင်းနဲ့သူ secret ကိုမီးတိုးဖို့တဲ့ချစ်တာပထမကဒုံကရင်နဲ့ချစ်လိုက်တဲ့အတွက်ရန်ကွန်လေးနဲ့ရန်ဆန်လေးနဲ့ကတိတိပပမထီဘူးပဲနဲ့ရန်ကြေသွားတယ်ကြေသွားတော့မီးမတောက်ဘူးနောက်တစ်ခါချစ်လိုက်တဲ့ခါကျတော့လောကြီးသွားတဲ့အတွက်ဒီတစ်သားမီးကျစ်ဆန်ရဲ့အလေကကျိုးသွားတယ်စသဖြင့်ပေါ့နော်အဲ့ဒါလေးကိုလေးမျက်နှာရေးတယ်ကျွန်တော်တို့ဖားလိုက်ရတာအင်မတန်ရတာရှိတယ်သူ့ရဲ့အတွင်းစိတ်ဘလောက်တောင်လှုပ်ရှားနေတယ်လေဒီမီးကျစ်ဆန်လေးတစ်ဆန်အောင်ချစ်လို့မရပါလားဆိုတဲ့အကြောင်းကိုဆရာငင်းကျော်ဖွင့်ရွယ်သွားတာကျွန်တော်တို့တစ်ချက်မဲ့နဲ့ဖတ်ပြီးတော့အင်မတန်မှလေးစားကြည်ညိုရတယ်နောက်ပိုင်းစာဖတ်ပရိသတ်ကအဲ့ဒီလောက်ပြီးမခံနိုင်တော့မိရချစ်တယ်တော်ပြီနော်ဒါမှမဟုတ် share ဆိုပိုကောင်းတယ်နော်အဲ့တော့ဒီယတ္တစာပေတွေကြာဆုံးလာတာကမဆမ်းပါဘူးအဲ့တော့ဘာလို့လဲစာကြည့်တဲ့ကောင်းကောင်းနေလို့ကျွန်တော်စာကြည့်တဲ့ပညာသင်တန်းပထမအတုပ်ဆင်ပါဦးဆီယမနုနုကြီးလည်းစာကြည့်တဲ့ပညာသင်တန်းတက်ဖူးပါတယ်ကျွန်တော်တို့နိုင်ငံမှာစာကြည့်ကောင်းကောင်းနေဒီဖွံ့ဖြိုးတိုးတက်ဖို့အများကြီးလိုနေပါတယ်ကျွန်တော်စာတမ်းတစ်ခုတင်မှုပါတယ်လွန်ခဲ့သော1990တုန်းကရန်ကုန်တိုင်းမှာလူဦးရေ330ရှိတုန်းက1990လူဦးရေ330ရှိတုန်းကအများပြည်သူဖတ်နိုင်တဲ့စာကြည့်တိုက်6တိုက်ရှိမြို့သားစာကြည့်တိုက်စပိန်မန်စာကြည့်တိုက်ပြန်ကြားရေးစာကြည့်တိုက် British Council စာကြည့်တိုက် USIS စာကြည့်စသဖြင့်ပေါ့နော်စာကြည့်တိုက်ကြီး6တိုက်ရှိတယ်1990လွန်ခဲ့သောနှစ်20လူကြီး330မှာစာကြည့်တိုက်6တိုက်ရှိတယ်မနိုင်ကောင်းမရှင်ကောင်းကျွန်တော်နှိုင်းပြတယ်ထင်သာမြင်တောင်အဲ့ဒီတုန်းကတရားဝင်အရက်ဆိုင်ပေါင်း160ရှိပါတယ်ရန်ကုန်တိုင်းမှာတရားဝင်အရက်ဆိုင်ပေါင်း160ရှိတယ်များပြည်သူဖတ်နိုင်သောစာကြည့်တိုက်6တိုက်ရှိ2010ခုနှစ်20ကြာလာတဲ့အခါမှာရန်တိုင်းလူကြီးနှစ်ဆများလာပါလေအဲ့ဒီအချိန်မှာမြို့သားစာကြည့်တိုက်ကြီးကဘယ်နေရာပဲစကန်းရောက်သွားမှမသိဘူးသူလည်းဟိုပြောင်းကဒီပြောင်းကဟိုရောင်းလိုက်ဒီရောင်းလိုက်နဲ့အခုမြို့သားစာကြည့်ရဲ့ရှားတာတော်တော်ခက်နေပါတယ်နိုင်ငံတနိုင်ငံမှာနိုင်ငံတနိုင်ငံရဲ့အခြေအနေအဆင့်တန်းဘလောက်မြင့်လားမမြင့်လားကိုကြည့်ရင်အဲ့နိုင်ငံတနိုင်ငံရဲ့အမျိုးသားစာကြည့်တိုက်ကိုတွားကြည့်ကြတယ်သိတယ်ဒီအမျိုးသားစာကြည့်တိုက်မှာစာအုပ်ဘလောက်စုံလဲမစုံလဲဒီအမျိုးသားယဉ်ကျေးမှုအမွေနှစ်တွေဘလောက်စုံလဲမစုံလဲအမျိုးသားစာကြည့်တိုက်ကိုကြည့်လိုက်တာနဲ့ဒီနိုင်ငံရဲ့အဆင့်တန်းသိရတယ်နိုင်ငံတိုင်းမှာကျွန်တော်မြန်မာနိုင်ငံမှာအမျိုးသားစာကြည့်ကပထမဂျူဘလီဟောမှာထားတယ်နောက်ဂျူဘလီဟောကနေဖြတ်ပြီးတော့နောက်ဒီအခုမြို့တော်ခမ်းမလုတ်တဲ့နေရာမှာထားတယ်ဒါပေမဲ့မြို့တော်ခမ်းမလုတ်တဲ့ခါမှာတိုင်းကောင်စီရန်ကုန်တိုင်းကောင်စီရှိတယ်ရန်ကုန်တိုင်းကောင်စီအစည်းအဝေးတွေခဏလုပ်တဲ့အတွက်
မျိုးတော်ခမနေ6ထပ်ရုံကိုပြောင်းသွားတယ်6ထပ်ရုံပြောင်းသွားတယ်6ထပ်ရုံမှာအခန်းဟိုတခန်းဒီတခန်းတော့ဒီတခန်းမှာမြန်မာစာအုပ်ကလေး200လောက်ထားနောက်တတိယတန်းမှာစာအုပ်400လောက်ထားအင်္ဂါနာမှာ90လောက်ထားနောက်လှေကတစ်မှာ90လောက်ထားနဲ့မျိုးသားစာကြည့်ရက်ကလည်းအင်္ဂါနာသွားလိုက်လှေကတစ်နာသွားလိုက်လိုက်ရှာဖတ်နောက်ကျတော့အဲ့ဒီ6ထပ်ရုံကနေမျိုးသားစာကြည့်ကပြောင်းသွားပြီးတော့အခုအကြီးဆောက်တယ်ဗျာကျွန်တော်တာမွေနားမှာအင်မတန်ခန့်ညားတဲ့အဆောက်အုံအလွန်ခန့်ညားတယ်အဲ့ဒီစာကြည့်တဲ့အဆောက်အုံကြည့်လိုက်တာနဲ့ငါဒါဗမာကွငါတို့အမျိုးသားယဉ်ကျေးမှုကဒါကွလို့ကျွန်တော်လက်မထောင်နိုင်တယ်အဲ့ဆောက်ကြီးဆောက်ကျွန်တော်အားလုံးဝန်တာကြတယ်ဟာစာအုပ်တွေအားလုံးဗြိတိရှ်ခေတ်ကစာအုပ်တွေစစ်ကြိုခေတ်ကစာအုပ်တွေအဲ့ဒါအားလုံးဂုံအိတ်တင်ထည့်ပြီးအဲ့ဒီမှာသွားပြောင်းထားတာပြောင်းပြီးလို့မကြသေးဘူးအခုနိုင်ငံတော်အဲ့ဒါကြီးရောင်းလိုက်ပြီနော်ဈေးကောင်းရတာနဲ့ရောင်းလိုက်တယ်အဲ့တော့မြို့သားစာကြည့်တဲ့အခုဘယ်နာရောက်သွားလဲတော့ဟိုးအင်းရကန်ဟိုတယ်ရဲ့ရှေ့မှာမရှိသေးဘူးအင်းရကန်နဲ့ဟိုတယ်ရဲ့ရှေ့မှာစိုက်ပျိုးရေးဌာနတစ်ခုရှိတယ်အဲ့စိုက်ပျိုးရေးဌာနရဲ့နောက်ဘက်မှာခုနဝလိဝတ္တရုံခွဲတစ်ခုရှိတယ်အဲ့ဒီနောက်ဘက်ကအဆောင်လေးတစ်ဆောင်ထဲမှာမြို့စိုက်ရေးထားတယ်ဘယ်သူမှလည်းမသွားကြဘူးဘယ်သူမှလည်းမသိကြဘူးအဲ့တော့ဝန်ထမ်းတွေကပျော်ပါတယ်ဘာကြောင့်တနေ့လုံးနေလုံးမှတယောက်မှမလာဘူးနော်အဲ့တော့မျိုးဆက်ကြီးအဲ့လိုဖြစ်အဲ့တော့အဲ့ဒီအချိန်မှာခုနအရက်ဆိုင်မောင်ကခုနပြောတဲ့တရားကျော်ရှိနေတယ်အခု20လဲကျော်သွားရောအရက်ဆိုင်ကဘယ်လောက်ရှိသွားလဲဆိုတော့ကျွန်တော်ရဲစခန်းတိုင်းရဲ့ပတ်ပတ်လည်မှာတက်တာဆိုင်ဆိုတော့အရက်ဆိုင်ကြီးပဲနော်ဘုံကြီးကျောင်းနဲ့ဟာလား15ကဂိုင်း20မှာလဲအရက်ဆိုင်တယ်။ကွန်းရဆိုင်တိုင်းမှာလဲဘီယာရောင်းတယ်။အရင်တော့ရေမျိုးဥပဒေဆိုတာရှိရေမျိုးဌာနကအရက်ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင်စာတင်ကျောင်းနဲ့ဂိုက်300အကွာမှာရှိမှသာလျှင်ဘုံတော်ကြီးကျောင်းနဲ့ဂိုက်900အကွာရှိမှသာလျှင်ရဲစခန်းနဲ့ဘလောက်ကွာရှိမှသာလျှင်ရေမျိုးဥပဒေအရအရက်ဆိုင်ဖွင့်မယ်ပြုပါတယ်။အဲ့တော့ရင်တော့ခိုးရောင်းကြတာပေါ့ဗျာ။အရက်ပုံးဆိုင်ပါဒီကလူကြီးမင်းများကြားဖို့ပါလိမ့်မယ်အရက်ပုံးဆိုင်ခိုးရောင်းကြတယ်ဟိုဗမာပြည်ကတိုးတက်လာပါပြီအရက်ပုံးဆိုင်မရှိတော့ဘူးအရက်ပြောင်ဆိုင်ပဲအကုန်ရောင်းတယ်နော်ဘယ်သူမှရေမျိုးဥပဒေလည်းမယူဖောဖောတည်တည်အရက်ရောင်းကြတယ်အဲ့တော့စာကြီးတိုက်တွေကတဖြည်းဖြည်းနည်းသွားတယ်အရက်ဆိုင်ပွားလာတယ်အရက်တောက်တဲ့သူများလို့အရက်ဆိုင်များတယ်ဆိုတာကျွန်တော်ခံတာပေမဲ့စာဖတ်တဲ့သူနည်းလို့စာကြီးတိုက်ပျောက်သွားတယ်ဆိုတာမျိုးကတော့ကျွန်တော်ဘယ်လို့မှဒါခံစားလို့မရပါဘူးအဲ့တော့တောင်မျိုးပေါ်မှာကောစက်ကြီးတိုက်ဘယ်လောက်ရှိနေပါပြီလဲရက်ဆိုင်နဲ့ကောရေတွက်ကြည့်ပါဘူးသလားကျင်းနေတာတော့ရက်ဆိုင်များမှသိကြပါတယ်နော်အဲ့တော့ရက်ဆိုင်ကဒါကျွန်တော်ကပညာရေးဌာနမှာ29နှစ်ပေါ့29လုပ်ခဲ့တယ်နောက်ပိုင်းကျွန်တော်စာပေးစာယူတင်တန်းတွေပိုင်းတွေမှာလည်းကျွန်တော်တင်ရတော့ဒီစာပေးစာယူအဝေးတင်ပေါ့နော်ဝေးတင်စာမဝဲတွေပါကျွန်တော်စောင့်ပေးရတယ်ဝေးတင်စာမဝဲတွေကျွန်တော်စောင့်တယ်စောင့်တဲ့အခါမှာကျွန်တော်တို့အလုပ်ကနေ့9နာရီစာမဝဲဝင်တော့မယ်ဆိုရင်စာမဝဲကနေဝင်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီအမိုက်တောင်းကြီးပလတ်စတစ်အမိုက်တောင်းကြီး4တောင်းလောက်ကိုအပေါက်ဝမှာထားဘာကြောင့်လဲဆိုတော့ခိုးချမဲ့စာရွက်စာတမ်းတွေရှာဖို့နော်အဲ့တော့ရှာတယ်ကျွန်တော်ယောက်ျားဆရာတွေကကျောင်းသားတွေဆရာရှာတယ်ကြောင်ညိုကြောင်ကြားအစာရတယ်3-4အမိုက်ပုံ3-4ပုံတော့အမျိုးသမီးတွေစီကလည်းရှာတော့အမျိုးသမီးတွေကလည်းမခေဘူးဒီနေရာမှာတော့အများတန်းတောင်းဆိုနေကြအမျိုးသားနဲ့အမျိုးသမီးဓာတ်တူကြီးတူဆိုတဲ့အတိုင်းအမျိုးသမီးကလည်းခိုးချဖို့ယူလာတာအများကြီးပဲနော်အဲ့တော့အမိုက်ပုံ4-5ပုံစာလောက်ခိုးချမယ်စာရွက်တွေရအဲ့တော့မကသေးဘူးနော်ဒီမှာမြန်မာစာပေါမခါတွေဘာတွေလဲပါတာပဲဟုတ်လားအထက်ရောက်တဲ့ခါလဲသူတို့ကကျွန်တော်တို့စစ်ပေါက်ရှာထားတာတော့အတူအစတွေကပါလာသေးတယ်နော်ပါလာသေးတယ်အဲ့တော့ကျွန်တော်ဒီအဝေးတင်တို့ဘာလို့ဆိုတော့အဲ့ဒီကျောင်းသားကလည်းကျွန်တော်တို့သိမြင်မှုတာမဟုတ်ဘူးဘာကြောင့်ကျွန်တော်တို့အနီးကတင်တော့သူကလာမတက်ဘူးနော်တနေ့လုံးကြတော့လဲသူတို့ကအိမ်မှာပဲနေတော့ကျောင်းသားနဲ့ဆရာမသိဘူးနော်မသိတော့သူတို့ကကျွန်တော်တို့ဆရာမန်းတော့မသိဘူးမလေးလည်းမလေးသားအဲ့တော့ဆံမွေးဖြေနေတော့ကျွန်တော်ကသူတို့ဘေးရောက်သွားတယ်ဘေးရောက်သွားတဲ့အခါမှာသူကအထက်ကစာရွက်ကို
ထုတ်ပြီးတော့ခိုးချနေတော့ကျွန်တော်ကမဖမ်းကျင်တာနဲ့တတိပေးရတာပေါ့ပြီးပြီတော့အဲ့ဒါသူတန့်သွားမယ်မအောင်မေးပေါ်မော့ကြည့်တယ်မျက်ထောင်ကြီးနဲ့ဘာလဲခင်ဖမ်းလို့လားဖမ်းရဲ့ဖမ်းကြည့်အပြင်ကျရင်ဓာတ်နဲ့ကိုထိုးမယ်အဲ့လိုပုံစံမျိုးဟာ तू ကထိုးနိုင်တယ်ကျွန်တော်ကို तू ကသိတယ်သူ့ကိုကျွန်တော်မသိဘူးအဲ့တော့နိုင်ငံတော်တောင်ဝင်ကိုကျွန်တော်တက်ဆွန့်ဆံပြားမထမ်းဆောင်နိုင်ဘူးအဲ့တော့ကြောက်တာနဲ့မတိအောင်ဆောင်ပြီးတော့ပေါ့ထွက်သွားတယ်သူစခိုးတယ်နော်မင်းကလေးတွေနားရောက်သွားတော့မင်းကလေးကလည်းခိုးတာပဲကနော်မင်းကလေးလည်းသူကခိုးကျင်တာပေါ့ခိုးတာသူလည်းလူပဲမင်းကလေးကျယောက်ျားလေးလို့မဟုတ်ကျွန်တော်ဟန်းလို့ပြောလိုက်ရင်မော့ကြည့်တယ်သူကရီးပြတယ်ရီးပြကိုကလည်းတနာတာနဲ့ပြန်ရီးပြလိုက်တယ်အဲ့တော့သူ့လည်းခိုးပတိပေါ့နော်အဲ့လိုနဲ့ပဲအများကြီးပညာတတ်တွေထွက်ပေါ်လာတာပေါ့နော်အဲ့တော့စာအုပ်တွေမှာကွာပါတယ်ဗျာစာအုပ်ကလေးတွေကိုအတူလေးတွေဟုတ်လားအခုကခေတ်နီးပညာလဲတိုးတက်တော့ဥမာကျွန်တော်တို့10တန်းမှာဆိုအင်္ဂလိပ်ကြပြဆိုတာ6ပုတ်ပါတယ်6ပုတ်ကိုကျင့်ရင်9မှတ်ရမယ်အဲ့6ပုတ်ကျင့်ရင်9မှတ်ရမယ်ဆိုတော့တချို့ကျောင်းသားကလည်းလူလေပေါ့ဗျာဟဲ့9မှတ်လည်းမယူ6ပုတ်လည်းမကျက်ဘူးပြောင်းမယ်6ပုတ်ကျင့်ရင်9မှတ်ပဲရမယ်အဲ့တော့မတန်6ပုတ်လုံးမကျက်ဘူး9မှတ်လည်းမယူအဲ့လိုလူပြတမျိုးနောက်တစ်မျိုးကတော့အဲ့6ပုတ်ကိုကော်ပီယာဆိုင်မှာချုံလိုက်ရင်တော့လောက်ပဲရတယ်လောက်ကလေးနဲ့ရတယ်သူကမျက်လုံးလည်းကောင်းတယ်လေကျွန်တော်တို့ကမျက်လုံးမကောင်းတာအဲ့ဒါလောက်ကလေး6ပုတ်အဲ့ဒီမှာဆရာကလည်းလုတ်ပြီးကျူရှင်ဆရာလုတ်ပြီးရတယ်ဘာလို့လုတ်မပေးတယ်ခုခေတ်ကျောင်းသားဘယ်လောက်တောင်ရွှေညံတော်စုရောက်လဲဆိုရင်ခိုးချဖို့ကူးတာတောင်းမာတိကာအစာကူးတယ်နော်မာတိကာစာရွက်ပါကူးတယ်မာတိကာတော့ရှေ့ကညီတန်းရောအကုန်ကူးတယ်နော်သူကဘာစာလို့ဘာမှမသိဘူးမာတိကာတို့ညီတန်းတို့ဟာလားခုနစာရေးသူတို့နာမည်အကုန်မှရှောက်ကူးတာအဲ့တော့ကျူရှင်ဆရာမဟုတ်ဘူးဒါဆိုငါနာမည်ပြက်မယ်အဲ့တော့မင်းတို့ကူးရင်မကောင်းငါကူးပေးမယ်ဆိုပြီးတော့သူကကူးပေးတယ်ကူးပေးပြီးရင်သူကအောက်မှာစာတန်းလေးထွေတတိစာမွဲကန်း၌300မဟုတ်အဲ့ဒါလေးပါတယ်ဒါပေမဲ့အဲ့ဒါတတိပေးရတာပဲစာမွဲကန်းမှာ300မဟုတ်ဆိုတော့ဒါယူသွားမှာပဲဆိုတော့ကျောင်းသားလေးယူသွားတယ်ဘာနဲ့လားတန်တူလဲဆိုတော့တချို့ယုံနေပဲမှာရှိလေဟုတ်လားအဲ့လိုမြင်မှုမှာပေါ့နော်တတိဤနေရာနဲ့လက်ပေးလက်ယူမလုပ်ရမမတတိပေးထားတာနော်ဤနေရာမှာမလုပ်နဲ့လေဒီနေရာမှာမလုပ်တော့အိမ်လာပို့ရတာပေါ့နော်ပိုက်ဆံမပေးရင်တော့ဘာမှမရဘူးဆိုတဲ့သဘောပဲတရားရုံးနေမှာလည်းအဲ့လိုပဲသုံးတာပဲအခုအစိုးရတဲ့တရားရုံးတော့မသိသေးဘူးပေါ့လေမကြသေးတော့အရင်တော့ပုံမှန်၄ပဲသုံးတာပေါ့နော်ပုံမှန်၄ကပေးမှလုပ်တာပေါ့နော်ဟေးဒီခေတ်ကငွေများတရားနိုင်တဲ့ခေတ်မဟုတ်ဘူးတဲ့ပြောတယ်ဟုတ်တယ်ငွေများတရားမနိုင်ဘူးသို့တော့ငွေနဲ့တရားရှုံးမယ်နော်အဲ့တော့စာကြည့်တဲ့ဘိုင်းဆိုင်ရာရောပညာပေးရေးဘိုင်းဆိုင်ရာရောအရင်လိုစကန်းသွားနေကြရင်ကျွန်တော်တို့ဘယ်လိုပညာစခန်းကိုရောက်ဖို့အသာထားအတိနဲ့တင်ရက်နေပါလိမ့်မယ်အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်ကြတာပဲဥမာကျမနုံနုရေတို့ကျွန်တော်တို့ရဲ့ဆရာပေါ့ကျွန်တော်အင်မလေးစားတဲ့ဆရာကြီးမောင်တော်ကဆိုရှိတယ်ဘုံမှုဘတ်တော်ဝယ်လွန်သွားပါပြီသူကတယောစာရေးတာတစ်ကောင်းတယ်တယောစာအရေးတစ်ကောင်းတယ်သူတောင်းကြောင်းထွေလာဂျာနယ်မှာတစ်ခါရေးတယ်ကျွန်တော်ဘာကြောင့်စာမရေးသနည်းတဲ့ခေါင်းစဉ်ကကျွန်တော်ဘာကြောင့်စာမရေးသနည်းခေါင်းစဉ်ကျွန်တော်ဘာကြောင့်စာမရေးတော့ဘူးတဲ့ဘာကြောင့်လဲဆိုကျွန်တော်ကမျက်စိထဲမှာအမြင်မတော်ရင်ကျွန်တော်ရေးချလိုက်တာပဲကျွန်တော်တို့လန်တိတ်မှာအမိုက်ပုံကြီးကမိုက်မသိမ်းတာ4တောင်ကြာပြီကျွန်တော်ရေးလိုက်တယ်တဲ့ရေးပြီးရင်လည်းကျွန်တော်စက်တောင်နဲ့ပါလာတယ်နောက်တစ်နေ့တွားကြည့်တယ်ဒီတောင်များလာသေးတယ်နော်နောက်တစ်နေ့တွားကြည့်တယ်မသိမ်းသေးဘူးတဲ့အဲ့ဒီလိုပဲကျွန်တော်အမီးမောက်မတည့်တာအကုန်လျှောက်ရေးတယ်အကုန်လျှောက်ရေးတာဘယ်သူမှလည်းမပြုတ်ပြင်ဘူးတဲ့အဲ့တော့ငါမရေးမှာပဲအချိန်တိုင်သူ့ကသူကောင်းသွားမှာပဲငါတို့ပြုတ်ပြင်နေလို့လည်းအလကားပဲဆိုပြီးတော့ကျွန်တော်ဘာကြောင့်စာမရေးသေးနည်းဆိုတဲ့ပုံစံနဲ့ရေးပါတယ်အမတ်တရားလေးပြောရရင်သူတယော်တဲ့နေရာမှာကျွန်တော်ကဆောင်းမလေးတို့မှတ်မိတာဒီကိုလေးနေကောင်းနေပေါ်လာကျွန်တော်တို့ရန်ကုန်မှာမထာတာပေါ့နော်
မတော်ရင်လိုင်းပေါင်းစုံထင်းရေးတတ်မဲ့ကအဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့ကစုလေကနေအင်းစိန်ကိုဟိုက်လက်ကားကြီးပြေးတယ်ဟိုက်လက်ကားဟင်းလက်ကားမဟုတ်ဟိုက်လက်ကားပြေးတဲ့အခါမှာမထတာဥတွေပြတ်ထန်းထားတယ်လက်ဝဲပဲထိုင်ကုန်မှာ၈ယောက်လက်ရပဲထိုင်ကုန်မှာ၈ယောက်အလဲထိုင်ကုန်မှာ9ယောက်16ယောက်9 21ယောက်ရှေ့တိုင်းမှာဘေးမှာ2ယောက်18ယောက်ပြည့်မှသာလေဂိတ်ကထွက်မပြည့်ရင်ဂိတ်ကမထွက်အောင်လက်မမပေးဘူးအဲစုလေးဖျားလားကဂိတ်စအင်းစင်ဂိတ်ဆုံးအဲ့တော့စပယ်ယာတွေကအဲ့တိုင်းပဲတယောက်လို2ယောက်လိုဒီကလေးတယောက်2ယောက်လောက်ကလည်းဟလာမလာသေးစောင့်ရတာပေါ့အဲ့လိုနဲ့မထတာပြဋ္ဌာန်းထားအဲ့စနစ်ကြီးကိုမောင်တော်ကဆရာမောင်တော်ကမြင်မတော်ကျွန်တော်ရေးသူကရေးတယ်သူ့အိမ်ကစုလေးဖျားလက်မှာပဲသူ့မှာသမီး3ယောက်ရှိတယ်သူကဘိုးကပြားပေါ့ဗျာသူကဘိုးကပြားဖရောကြိုင်သူ့မျိုးသမီးကလည်းအင်္ဂလိုအိန္ဒိယန်ခေါ်တော့အိန္ဒိယနဲ့ဘိုးနဲ့ဆက်တဲ့မျိုးသမီးအဲ့တော့သူတို့ရဲ့သမီးတွေကဖရောကြိုင်ကြီးတွေပဲကျွန်တော်သမီးတွေကတက်ကတူတက်တယ်တဲ့အခုဟိုက်လက်ကမတင်တဲ့အတွက်ကျွန်တော်သမီးတွေတော်ဒုက္ခရောက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်သမီး3ယောက်စလုံးဟာကာပြားတွေဖြစ်တဲ့အတွက်တင်မားတွေကတော်တော်ကြီးပါတယ်။တင်မားတော်ကြီးတယ်။အဲ့တော့ကျွန်တော်သမီး3ယောက်သွားရင်လူ10ယောက်စာထိုင်ကုန်မှာသူတို့3ယောက်ရယ်နောက်3ယောက်ရယ်6ယောက်နဲ့ပြည့်သွားတဲ့အတွက်စပယ်ယာတွေကမတင်ဘူးတဲ့။10ယောက်တင်ရမယ်လို့မထတာပြဋ္ဌာန်းထားတယ်။အဲ့ဒါမင်းတို့3ယောက်တင်ရင်6ယောက်ထဲနဲ့ဒါဒီစံမမီပေါ့နော်ကိုတာမပြည့်ဘူးဆိုရင်မတင်ဘူးတဲ့မတင်တဲ့ကျွန်တော်သမီးတွေကအငှားကားနဲ့သွားတယ်တခါတလေလဲဗစကားတိုးစီရတယ်အဲ့တော့နိုင်ငံတော်ကပြဋ္ဌာန်းပေးတင်ပါတယ်တဲ့လာပြီမိန်းမတယောက်ကတင်ပါဘယ်နဲ့လဲမှတ်တယ်ပုံမကြီးတင်ကြီးရင်အေးအေးယူမယ်တယောလိုက်တာဘလောက်တောင်တယောလဲဆိုကိုသမီးတောင်ကိုမချောင်ဟုတ်လားကျွန်တော်တို့စီကဥပဒေတွေအဲ့လိုဗျာဟုတ်လားဝါတဲ့လူ6ယောက်ပိန်တဲ့လူ10ယောက်ဟုတ်လားလောတော်9ယောက်ဖြစ်ချင်းဖြစ်မှာပေါ့အဲ့ဒါကိုဥပဒေကြီးပြဋ္ဌာန်းပြီးတော့10ယောက်အဲ့တော့ဆရာမောင်တော်ကသမီးတွေတင်မာကြီးတဲ့အတွက်ကားမစီရပါဘူးအဲ့တော့တင်မာသိအောင်ကြံကြံမကြံရင်အခြေခံဥပဒေမှာတင်ပြရမယ်ဗမာမျိုးသမီးများတင်မာကြီးရင်ရေးယူမယ်ဒါလူငယ်တွေကမခံနိုင်ပါဘူးအမားတွေလုတ်တယ်ခုနဒီပြုပြင်ခြင်းစိတ်တွေရှိတယ်မိမောင်မတဲတာတွေအမြင်မတော်တာတွေကိုသူကဝိဖန်နေဘယ်မှာကျွန်တော်သွားတွေ့လဲဆိုတော့ကျွန်တော်တက္ကသိုလ်ဝန်ထမ်း10တန်းတုန်းကမြန်မာစာသင်ရတယ်ကျွန်တော်ဥပုံညဝတ္ထု4ပုဒ်ကျွန်တော်သင်ရပါတယ်စလီဥပုံညရေးတဲ့ဝတ္ထု4ပုဒ်စာတန်ဆင်မြင်ဝတ္ထုနော်ရေးတဲ့ပြဿနာဝတ္ထုစသဖြင့်တရားကျွန်တော်တို့ကဆရာသင်တဲ့အတိုင်းကျွန်တော်လွတ်ကျက်ပြီးတော့ရေးလိုက်တာပဲကျွန်တော်တွေမကောက်ဘူးကျွန်တော်တို့ခေတ်ကတက္ကသိုလ်ဝန်ထမ်းကျောင်းသားအားလုံးဟာဆရာသင်တဲ့အတိုင်းဆရာမှတ်စုအတိုင်းလွတ်ကျက်ပြီးတော့ကျွန်တော်ဖြေခဲ့အခုအဲ့လိုကျောင်းသားတွေမဟုတ်တော့ဥပမာရေးတဲ့ပြဿနာဒီကတောင်ကစာဖတ်ပရိသတ်လူချင်းမင်းများဖတ်ဖူးပါလိမ့်မယ်ရေးတဲ့လင်မယားအင်မတန်မှဆင်းရဲတယ်အင်မတန်ဆင်းရဲတယ်ဝိဇ္ဇာဟလာအပေါ်ဘိုင်းမှာရေးတဲ့ယောက်ျားဆိုရင်အပေါ်ဘိုင်းဝိဇ္ဇာတခါမှမရှိဘူးပစိုးတောင်ငငယ်ဘိုင်းလေးလိုက်ပဲနေရတယ်ရေးတဲ့မိန်းမကလည်းရင်ရှားနဲ့ပဲနေရတယ်ရင်ရှားထမိန်မှတောင်အဲ့ဒီခက်ကဟလာဒီထမိန်ရှိမွေ့နိုင်ဘူးထမိန်တူကိုအချက်လုံးပဲဝေ့ရသူတို့ကတနေ့ကျတော့အသက်ပြား၄ရွေးရ၄ရွေးဆိုတာတပြားတောင်မပြည့်ဘူးအသက်ပြား၄ရွေးဆိုတာဘာမှတမိုးမရှိရဲ့ဥစ္စာဒါပေမဲ့သူတို့ကတခါမှပိုက်ဆံမကင်ဘူးတော့အဲ့၄ရွေးလောက်ရတာကိုသူတို့ကအရန်ဘဝင်မြင့်သွားအရန်မာနတက်သွားဒီ၄ရွေးဗမာစကား၄ပြားပဲထားပါတော့ဗျာအဲ့၄ပြားကိုဘယ်နေရာသိမ့်ရမှမသိသူတို့အိတ်စီရနေရာလေကြုံရကြပန်းအိတ်တော့ဟလာသူတို့ခေါင်းမရှိ
စောင်းချင်အောင်မရှိတော့ခေါင်းအောက်မှာထားလို့လည်းမရဘူးကြောအောက်မှာထားလို့လည်းမရဘူးအဲ့တော့မနေ့ကြာရင်အဲ့လေးပြားကိုဘယ်သူခိုးမလဲဆိုတာတထိတ်လန်းလန်းနဲ့နေရအဲ့တော့ရေတဲ့ယောက်ျားတောင်မျိုးရိုးကနေမြောက်မျိုးရိုးကိုပြေးပြီးတော့မြောက်မျိုးလေးရောက်ရောဘေးဘီလူသူ၄ပါးရှိလားမရှိလားကြည့်တယ်ဘယ်သူမှမရှိတော့မှကျင်းတူးကလေးပြားမြုပ်ပြီးတာနဲ့မြောက်မျိုးရိုးကတောင်မျိုးရိုးပြန်ပြေးလာတော့ရေပြန်ထမ်းတယ်နောက်နေ့ကျရင်အဲ့ဒီလေးပြားရှိလားမရှိလားတောင်မျိုးရိုးကမြောက်မျိုးကိုပြန်ပြေးတယ်ပြေးပြီးတော့ဖော်ကြည့်တယ်လေးပြားရှိတော့ကျင်းတတ်တယ်ပြန်ထားတယ်တောင်မျိုးရိုးကမြောက်မျိုးကိုပြန်ပြေးတယ်နေ့တိုင်းတောင်မျိုးရိုးကမြောက်မျိုးကိုဟုတ်လားပြန်ပြေးတယ်အဲ့လေးပြားကိုဖော်တာတကယ်ဆရာဥပုံညာရေးချင်တာတော့ဒီဘာမှတမိုးမရှိတဲ့လေးပြားများဒါတော့ရောက်ရက်ခတ်အောင်ပြေးလွှားပြီးတော့ရှာဖွေနေတာသလားလို့ဆိုလိုရင်းရှိပါတယ်ဒါပေမဲ့ဆရာဥပုံညာကသူကယုတ်တိတအောင်ဆိုပြီးတော့ဒီအကွာဝေးကိုပြအကွာဝေးကဘာလဲဆိုတောင်မျိုးရိုးနဲ့နေမြောက်မျိုးရိုးကို6ယူဇနာဝေးတယ်6ယူဇနာဝေးတယ်တောင်မျိုးရဲ့မြောက်မျိုးရိုး6ယူဇနာမြောက်မျိုးရိုးလည်းရောက်သွားရောသူကပတ်စံကိုဖော်ကြည့်တယ်ဖော်ကြည့်ပြီးတော့မြောက်မျိုးရဲ့တောင်မျိုးရိုးကိုပြန်ပြေးလာတယ်အဲ့တော့တနေ့ကိုသူပြေးနေတာဘယ်နဲ့ယူဇနာလဲ12ယူဇနာပေါ့အသွား6ယူဇနာအပြန်6ယူဇနာတနေ့12ယူဇနာပြေးတယ်ဘဝကြီးစားတော့နေတဲ့ဂျားတွေက12ယူဇနာပြေးတယ်အဲ့တော့ကျွန်တော်တို့တုန်းကဆရာမေးတယ်တောင်မျိုးရိုးမှမြောက်မျိုးရိုးကိုမြင်းမြဝေးပါသနည်းကျွန်တော်တောင်မျိုးရိုးမှမြောက်မျိုးရိုးကို6ယူဇနာဝေးပါသည်အသွားအပြန်မြင်းမြယူဇနာဝေးပါသနည်းအသွားအပြန်12ယူဇနာဝေးပါသည်ပြီးပြီအဲ့လောက်ပြီးအခုခေတ်ចောင်းသားတော့အဲ့လိုမလောက်ယူဇနာတွေလာမတော့မအာနဲ့နော်ယူဇနာတယူဇနာဘယ်နှမိုင်လဲပြောအဲ့တယူဇနာကဘယ်နှမိုင်လဲဆိုတော့9မိုင်ဝေးတယ်တယူဇနာ9မိုင်အဲ့တော့12ယူဇနာဆိုတော့84မိုင်84မိုင်ဝေးတယ်အဲ့ဒါဆိုကလေးတွေကမေးပြီရေတဲ့ယောက်ျားကြီးကတနေ့ကို84မိုင်ပြေးရင်မာရသွန်ပြိုင်ပွဲတာဝင်ရင်သူပထမရမှာပဲအဲ့84မိုင်ပြေးနိုင်တယ်ဘယ်သူရှိမလဲနော်နောက်တမိုင်းရှုတော့မှလည်းပြန်ကြည့်ပြီ6ယူဇနာဆိုတော့တယူဇနာ9မိုင်ဆိုတော့42မိုင်6ယူဇနာ42မိုင်တောင်မျိုးရိုးကမြောက်ရိုးမျိုး42မိုင်ဝေးတယ်ဖြစ်သွားအဲ့တော့42မိုင်ဆိုရင်ရန်ကုန်ကပဲ9လောက်နီးပါးရှိနေပြီနော်အဲ့ဒီလောက်ကျဲတော့မြမဘရင်မျိုးရိုးဘယ်ခေတ်ကရှိပါတယ်လဲ42မိုင်ရှိတဲ့မျိုးရိုးဥပညာခေတ်လည်းမရှိအဲ့ယုတ်တိယုတ်တာနဲ့ပြန်တော့ဆရာအတော်ပြောရတာအတေးတရားဝုဒ္ဓိအလင်္ကာနဲ့ပြောတာပါဒါပါယူဘကအလင်္ကာဥပမာအလင်္ကာလို့ပြောရတယ်မခန္ဓာပြောတာနည်းနည်းလေးပါတိတိတင်မခံအောင်စတန်စင်မင်းဝတ္ထုကြပို့ဆိုးတယ်စတန်စင်မင်းဝတ္ထုကအားလုံးသိရတယ်ပဲဟုတ်လားကြံမောကြံပက်၄ယောက်သားအလက်မှာ၃ယောက်သားအလက်မှာဟုတ်လားလေးပြည်သူဘုရားကျွန်တော်ညီးတာခံပြီးတော့ဆိုပြီးတော့တောတုဒ္ဒရာမုတ်ဆိုးကစတန်စင်မင်းရဲ့အဆွဲကိုသုလတိကုပ္ပရာဒါမိဖုရားစိတ်ခိုင်းလို့တွားပြီးတော့အဆွဲတော်ကြီးကိုဖြတ်ပြီးတော့ပြန်ယူလာတာယူလာပြီးတော့တောတုဒ္ဒရာမုတ်ဆိုးဟာသူကသုလတုပ္ပရာမိဖုရားကြီးရှိတဲ့နန်းတော်လေးရောက်ရောသုလတုပ္ပရာမိဖုရားကြီးကိုအဲ့အဆွဲတော်ကြီးအပ်ပါတယ်အဲ့ဒီခါမှာအတိအကျဆရာဥပုံညာရေးထားပါတယ်အဆွဲအရှေ့က18တောင်လုံးဘက်က9000ရှိတယ်ကျွန်တော်လည်းအဲ့ဒါသင်ခဲ့ရတယ်လုံးဘက်9000ပဲဟုတ်လားအဆွဲ18တောင်ပဲအခုခစ်ကခလေးရတော့မရဘူးတောင်နေပါလေလာမလို့နဲ့ပေဖွဲ့ပြတော့18တောင်က22ပေခွဲဖြစ်တယ်အရှိက21ပေခွဲလုံးဘက်က9000ဆို9ပေခွဲ22ပေခွဲဆိုတော့ဒီလောက်ရှိအရှိကဒီလောက်ရှိဒါတော့စတန်စင်မီအဆွဲက22ပေခွဲဒီတော့လောက်ရှိမယ်လုံးဘက်က9ပေခွဲဆိုတော့ဒီလောက်ရှိဒါကြီးမြင်လိုက်တော့စတန်စင်မင်းကအကြီးလို့ဖြစ်မှာပေါ့နော်အကြီးစတန်စင်မင်းကလည်းအကြီးအဆွဲကလည်းပေ20တောင်ကျော်တယ်လုံးဘက်ကလည်း9ပေခွဲတောင်ရှိတယ်ဒါပေမဲ့အဲ့ဒီစာမှာပြန်ဖတ်သုလတုပ္ပဒါမိဘုရားကြီးသည်တောနုတ္တရမုဆိုးဆက်တာသောစတန်စင်မိဆွဲတော်အားရက်တောင်ဖြင့်ခံတော်မူ၏
အဲ့ဒီ22ပေခွဲရှည်တဲ့9ပေခွဲလုံးရှိတဲ့အဆွဲကြီးကိုသုလသုဝရမိဖုရားရက်တောင်နဲ့ခံတယ်သုလသုဝရမိဖုရားကြီးရဲ့ရက်တောင်ကတော်ကြီးမယ်သုလသုဝရမိဖုရားရက်တောင်တော်ကြီးရင်သုလသုဝရမိဖုရားကြီးလည်းတော်ကြီးမယ်တဘာဝယုတ်တရားမရအမှန်မှယတ္တာပြီးကျင်တဲ့ယတ္တာခုနဗာလဲကျက်ဥညာပြီးသွားတာခုခေတ်လူငယ်ကယုတ်တိဗေဒနဲ့ပြန်တိုင်းတယ်ယုတ်တိဗေဒတိုင်းတဲ့ခါယတ္တာပျောက်သွားယတ္တာကိုယုတ်တိဗေဒလွှမ်းမိုးလွန်းအားကြည့်တော့လဲမကောင်းဘူးထို့တူယုတ်တိဗေဒဘဲရှိပြီးတော့ယတ္တာမမြောက်လဲမဖြစ်ချင်နော်အဲ့တော့ကျွန်တော်ဒီဟာတွေပြောနေရင်ကျွန်တော်ခေါင်းစဉ်နဲ့နည်းနည်းတွေးပြီးသွားမယ်အဲ့တော့ကျွန်တော်ပြောချင်တာကခုနအသိပညာနဲ့ထိမ့်သိမ့်မယ်အဲ့တော့ကျွန်တော်တို့ထားပါတော့အခုဒီနေ့က9 ရက် 5 လ 2017နော်ဒီနေ့9 ရက် 5 လဆိုနောက်နေ့စွဲတစ်ခုပြောမယ်21 ရက် 12 လ 2017 21 ရက် 12 လ 2017တိတ်မကြအောင်တစ်နှစ်ခွဲလောက်ပဲကြာတယ်တကဘာလုံးအဲ့ဒီနေ့စွဲကိုမှတ်သားနေကြပြီ2012ခုနှစ်8နှစ်ဒီဇင်ဘာလ21ရက်နေ့မှာကဘာပြတ်မယ်ကဘာပြတ်တိတ်မပညာရှင်ကလည်းပြောတယ်ညင်းတဲ့လူကညင်းတယ်ရုပ်ရှင်ကားလောင်လာပြီ2012 December 21st ရုပ်ရှင်ကားလေးလာဘာဖြစ်လဲဆိုတော့ကဘာမှာမာယာလူမျိုးတွေရှိတယ်ရှေးဟောင်းမာယာလူမျိုးတွေရှိတယ်အဲ့ဒီမာယာလူမျိုးတွေကလောကီပညာတော်တတ်တယ်ကျန်တဲ့ပညာတွေတတ်တာအတာထားသူတို့ကအခုကျွန်တော်တို့သုံးဆွဲနေတဲ့ပြက်ကလေးကြီးကိုသူရေးဆွဲတယ်ပြက်ကလေးဟိုအခုဟာလား AD တခုနှစ်ကနေစပြီးတော့ဆွဲတာပေါ့နော်ဆွဲသွားတာနှစ်စဉ်လစဉ်ဆွဲသွားတာ2012ခုနှစ်ဒီဇင်ဘာလ21ရက်လဲရောက်တော့သူရက်သွားဆက်မဆွဲတော့လက်ညောင်းလို့တာတော့မသိနော်သူတစ်ချိန်လုံးဆွဲထားတာတစ်သက်လုံးလေဟိုလွန်ခဲ့သောနှစ်ပေါင်းဟုတ်လားတောင်းချီတော့ဆွဲခဲ့တဲ့ပြက်ကလေးဟာအဲ့ဒီပြက်ကလေးကြီးကိုအခုရှေးဟောင်းသုတေသနကမ္ဘာသုတေသနတူဖို့ရရှိရမှာထူးဆန်းတာက2012ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာရက်သွားတယ်ရှေ့ဆက်ပြီးတော့မရှိတော့အဲ့ဒါကြည့်ချင်းအားဖြင့်အင်မတန်မှလောကီပညာတတ်တဲ့မာယာလူမျိုးတွေအနေနဲ့ဒါကဘာကြီးကအဲ့ဒီနောက်ဆုံးပဲနောက်ရက်ဆွဲစရာမလိုတော့ဘူးဆိုပြီးတော့ဖြစ်သလားပြဿနာတက်တယ်ပြဿနာကစားလာနောက်တစ်ခုကအာကာသသိပ္ပံပညာရှင်တွေကအခုအာကာသဂျိုရီနက်ခတ်တွေကိုရှောက်ကြည့်ဂျိုရီနက်ခတ်တွေရှောက်ကြည့်ပြီးတော့နီဘီရူဂျိုဆိုတာရှိတယ်ဂျပန်တွေ့ထားတဲ့ဂျိုပဲနီဘီရူလို့ခေါ်တယ်နီဘီရူဂျိုအဲ့နီဘီရူဂျိုကြီးကကမ္ဘာပတ်လမ်းကြောင်းတိုင်းလာနေတယ်အဲ့လမ်းကြောင်းတိုင်းလာနေတာကိုဒါကျွန်တော်တို့သူအခုသွားတဲ့အတိုင်းမတွေ့ဖြစ်ဘူးဆိုရင်2012ခုနှစ်ဒီဇင်ဘာလ17မှာကမ္ဘာနဲ့တိုက်မှာအဲ့ညအေးချမ်းတာအိတ်တယ်နောက်နေ့မနေ့ကျဒုံးဆိုပြီးရောက်မှမရှိတော့နော်အဲ့ဒီဇင်ဘာလ21ညမှာအဲ့နီဘီရူဂျိုနဲ့ဒါနဲ့တိုက်မယ်ဟာတိုက်ဆိုင်တာနှစ်ခုဖြစ်သွားပြီနော်တိကျချက်မာယာလူမျိုးတွေပြက်ကလေးက2012ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာကုန်နေပြီဒါတစ်ချက်နောက်တစ်ချက်ကအာကာသသိပ္ပံပညာရှင်တွေကနိဘိရုဂျိုကြီးနဲ့ကဘာနဲ့တိုက်မှာရက်ကလည်းတိုက်ဆိုင်2012ခုနှစ်ဒီဇင်ဘာလ21ရက်ပဲအဲ့တော့နိုင်ငံတကာလူတွေကတော့အလုံးမရှိအလုံးရှာအာကာသတွေရှောက်ကြည့်နော်ဘယ်ဂျိုနဲ့ဘယ်ဂျိုတိုက်မယ်ဘယ်ဂျိုကဘာဖြစ်မယ်ပြောကြတာပေါ့နော်ကျွန်တော်ဗမာတော့အေးဆေးပဲတိုက်ချင်တဲ့ဂျိုနဲ့တိုက်နော်ကျွန်တော်လည်းမကြည့်တတ်ဘူးနော်ကြည့်လဲဘာမှမထူးကျွန်တော်အားကောင်းတဲ့မှန်ပြောင်းတွေလည်းမရှိဘူးနော်မရှိတော့သူများတွေပြောတဲ့အတိုင်းဟုတ်လားဖြစ်နိုင်မယ်ထင်တာပေါ့နော်ဘာကြောင့်ကျွန်တော်တခုပြောမယ်လေပကံပြားပြန်လေပကံပြားပြန်ကဘာပေါ်မှာခဏတွေ့တရုတ်ပြည်ကတွေ့ပြမိဟိုဒီဘက်ကစာဆောင်ကတရုတ်ပြည်ကပကံပြားပြန်ကိုတွေ့လိုက်တယ်တဲ့အရင်လားအမေရိကမှာပကံပြားပြန်ခဏတွေ့ရုရှားမှာလည်းတွေ့တယ်အိန္ဒိယမှာလည်းတွေ့ခင်မီတဲ့သိပ္ပံပညာရှိတဲ့နိုင်ငံတိုင်းမှာပကံပြားပြန်ကိုတွေ့တာများတယ်ဘာကြောင့်လဲပကံပြားပြန်ကဗမာလူကပကံပြားပြန်လို့ခေါ်တာဟုတ်အင်္ဂလိပ်လိုလွယ်လွယ်နဲ့ပြောကြတာကပြန်တာ flying ပကံပြား saucer flying saucer ပကံပြားပြန်မလင်မယားရန်ဖြစ်ရင်ကောက်ပေါက်တဲ့ပကံမျိုးလိုဖြစ်နော်
ဟုတ်မှန်မှာကတကယ်အင်္ဂလိပ်စကား UFO လို့ခေါ်တယ် UFO you are unidentified flying object ပေါ့နော်အမျိုးအမည်ခွဲခြား၍မရနိုင်တော့ပြန်တန်းသည့်အရာများသူတို့ကအားကောင်းတဲ့မှန်ပြောင်းတွေရှိတယ်အားကောင်းတဲ့ radar တွေနော် radar တွေရှိတယ်အဲ့တော့ကိုယ့်ရဲ့နယ်နိမိတ်ကိုဝင်လာတာလေးမြန်ဆိုတာလေးမြန်ဒုံးပြန်တော့ဒုံးပြန်ကျဲကျွေပြီးတော့ကြလာတယ်လေဒါကျဲဒါဆိုငှက်ပြောလို့ရတယ်ကျဲလည်းမဟုတ်ဘူးငှက်လည်းမဟုတ်ဘူးလေးမြန်လည်းမဟုတ်ဒုံးပြန်လည်းမဟုတ်ဘူးဆိုရင်အဲ့ဒါ UFO ပဲအဲ့ဒါဆိုပါလေအမျိုးအမည်ခွဲခြား၍မရနိုင်တော့အရာအဲ့ဒါပကံများပြန်သိကြတယ်ဒါတစ်ချက်သိတယ်နှစ်ချက်သိတာကြတော့တာမန်လူဘိန်းနေသိတယ်ဘယ်လိုသိလဲဆိုပကံများပြန်တောင်မြို့ကြီးကနေဖြတ်သွားရင်တောင်မြို့နေကလင်းနေတဲ့မိကပေါက်ပြတ်သွားတယ်နေပြီးတော့ဟာလားပြင်မနာထိရောက်သွားတယ်နေပြီးတော့ပြင်မနာကနေရန်ကုန်ပြန်သွားရင်ရန်ကုန်မြို့ကဟာလားခုနအလုံးမြို့ကဖြတ်သွားရင်အလုံးမီးပြတ်သွားတယ်အလုံးပြီးရင်စမ်းချောင်းပြီးတာအဲ့ဒီပကံများမြန်ကြော်သွားရင်မီးကပြန်လာတယ်အဲ့တော့သူတို့နိုင်ငံမီးတစ်ခါမှမပြတ်ဘူးလေမီးတစ်ခါမှမပြတ်တော့ဖောမီးပြတ်သွားပြီးတော့ဖမဆိုမီးတွေပြန်လာရင်ဒါပကံများပြန်တာပဲတောင်ဦးတော့မသိကျွန်တော်ရန်ကုန်မှာတော့ပကံပြားပြန်ရန်ကုန်မြို့ပေါ်ရက်နေတယ်တခါ3-4ရက်တောင်ရက်တယ်သူဘဲမှမသွားဘူးရက်အဲ့တော့ကျွန်တော်ပကံပြားမှလာလားမလာလားမသိတော့အဲ့တော့ဟိုဟာမျိုးလည်းရှိသေးတယ်ဟိုအမေရိကမှာဟိုသောမတ်အက်ဒီဆန်လေမီးကိုတီထွင်ပေးတဲ့သောမတ်အက်ဒီဆန်ရှိတာသောမတ်အက်ဒီဆန်မီးထွင်တာဟုတ်မီးတီထွင်ပေးတာသူ့ကြောင့်ကျွန်တော်မီးတွေလင်းတာပေါ့အဲ့တော့သူ့မွေးနေ့ထားပါစက်တင်ဘာ9ရက်နေ့လာပါမယ်သူ့မွေးနေ့မှာအမေရိကန်နိုင်ငံမှာအက်ဒီဆန်ကိုဂွန်ပျူတာအားဖြင့်မီး9မိနစ်ပိတ်ပေးတယ်မီး9မိနစ်ပိတ်လိုက်တယ်ဟာမှောင်ထဲမှာနေရောတော်တော်ကတိကောင်ဖြစ်တာပေါ့မှောင်ကြီးမဲကြီးမှာဩငါတို့9မိနစ်လေးမှောင်တာတောင်နေလို့မရဘူးအက်ဒီဆန်ကြီးနာမရှိရင်လောကလုံးမှောင်နေမှာပဲအက်ဒီဆန်ကြီးကျေးဇူးသိတဲ့အတွက်တစ်နှစ်မှာ9မိနစ်မီးမေးပြီးအက်ဒီဆန်ကျေးဇူးကိုကျွန်တော်တို့ဆင်ခြင်ပါလေသူတို့ကကျေးဇူးကမ်းတဲ့လူတွေပါကျွန်တော်ဗမာပြည်ကအက်ဒီဆန်ကိုကျေးဇူးကိုပို့သိပါတယ်နော်ဘယ်9မိနစ်နေမလဲတော့ဒီနိဗ္ဗိရုဂျိုကြီးနဲ့တိုက်မယ်အကြောင်းလည်းပြောတယ်မယားလူမျိုးတွေကလည်းပြတ်တော့မယ်ပြောတယ်ဒါပေမဲ့မယုံတဲ့သူတွေလည်းမဟုတ်ဘူးတဲ့နောက်12ခုနှစ်ဒီဇင်ဘာလ21ရက်တော့မပြတ်နိုင်ဘူးပြတ်ချင်းပြည့်23ရက်နေ့မှာပြည့်မယ်ဟုတ်ပြတ်စီရများလာပြီအခုရာသီဥတုတွေဖောက်ပြန်လာပြီဟုတ်လားဂျပန်ရဲ့ဆူနာမီဟုတ်လားသတင်းကားတွေမှာကြည့်ရမယ်အင်တာနက်တွေမှာကြည့်ရမယ်ဆူနာမီကြောင့်ဘယ်လောက်တောင်ဟုတ်လားငလျင်တွေလှုပ်တဲ့အတွက်ဆူနာမီဖြစ်တဲ့အတွက်ဘယ်လောက်တောင်လူတွေတည်ကြည်ပျက်စီးကြတယ်အဲ့တော့ကျွန်တော်တို့ဟာ2012ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာမပြတ်တော့ဒီဇင်ဘာလ21ရက်မပြတ်တော့2012 2013 2014ပြတ်ဖို့တော့နီးတော့နီးလာဘာကြောင့်နီးလာပြီလဲဆိုတော့တစ်ချက်ကျွန်တော်လျှက်စစ်တွေတုံးတာသိများတယ်လျှက်စစ်တုံးတာသိများလျှက်စစ်ကလင်းလေအပူစွမ်းရင်ပိုများလေအဲ့ဒီကအစိတ်ဓာတ်ငွေဆိုတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေပိုထွက်လေမီးထွန်းထားရင်ကာဗွန်ဒိုင်အောက်ဆိုက်တွေပိုထွက်တယ်ပိုထွက်ရင်အဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေများလာရင်ရာသီဥတုတွေပြောင်းလဲမယ်လေထုတွေညဉ့်ညမ်းမယ်ဟုတ်လားမိုးတွင်းမှာမိုးခေါင်မယ်နှွေးခေါင်မှာမိုးရွာမယ်အချိန်မီဟုတ်လားရေတွေကြီးမယ်ရေတွေခမ်းမယ်ငရင်တွေလှုပ်မယ်အဲ့ဒါအများဖြစ်နေအဲ့တော့နိုင်ငံတကာမှာတော့ဘာလုပ်နေလဲအဲ့ဒါကြောင့်ခုနကကျွန်တော်ပြောတာမျိုးဗမာပြည်ကကြိုလုပ်နေနိုင်ငံတကာမှာအမြဲတမ်းမီးလာနေရတော့တချို့ညတွေမှာအသိစိတ်ရှိတဲ့လူတွေကမီးလေးပိတ်ပေးထားတယ်မီးလေးပိတ်ပြီးတော့ဖျောင်းနိုင်မီးလေးနဲ့နေတယ်တခါတလေဟုတ်လားမီးလေးပိတ်ပြီးတော့တနာရီလောက်ငင်းချင်းနေကြတယ်တိမ်မီးပိတ်ရင်ကာဗွန်ဒိုင်အောက်ဆိုက်ဆုံးရှုံးမှုကထွက်တဲ့နှုန်းကနေသွားမယ်အိမ်100ဆိုဘယ်လောက်အိမ်1000ဘယ်လောက်ထားတယ်နော်ထို့တူအဲကွန်ပေါ့4ပေးဆက်တစ်ခုကတနေ့မှာထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကကီလိုဂရမ်2000လောက်ထွက်တယ်အဲ့တော့4ပေးဆက်အစားဥပန်ကာတွေသုံးကြတယ်ပန်ကာသုံးတယ်ပန်ကာသုံးရင်
ဆုံးရှုံးမဲ့အင်အားကရှစ်ပုံတစ်ပုံပဲရှိတယ်ဟိုမှာလေးပေးဆက်ကိုတစ်နေ့လုံးဖွင့်ရင်တအိမ်ကိုအစိတ်ငွေကီလိုဂရမ်2000ထွက်တယ်လေးပေးဆက်မဖွင့်မဲ့ပန်ကာဖွင့်ရင်အဲ့ဒီရှစ်ပုံတစ်ပုံပဲကာဗွန်ဒိုက်ထွက်မယ်အဲ့ဒီအစားရင်ကျေးတိမ်မွေပြီးတော့လူသားတွေချစ်တဲ့သူတွေအားလုံးကဒီကရှေ့ရဆရာကြီးဆရာမကြီးတို့ထိုင်နေတယ်လို့ပဲရက်ပဲခတ်တော့တယ်ဟုတ်တယ်လေ40ဖွင့်2000ပန်ကာဖွင့်ရှစ်ပုံတစ်ပုံရက်ခတ်လိုက်ရင်ဘာမှမကုန်ကောင်းကင်ချက်မကုန်အဲ့ဒီတော့အနောက်တိုင်းနိုင်ငံနဲ့ဥရောပနိုင်ငံကပညာတတ်ယဉ်ကျေးတဲ့လူတွေဟာအဲ့ဒီလာရင်40ပိတ်လိုက်ပြီးတော့ရက်တောင်ပေးလိုက်ပါတယ်ရက်တောင်ပေးခြင်းအားဖြင့်ယဉ်ကျေးမှုတစ်ခုဖြစ်တယ်လို့ဒါတဘာဝစွမ်းအင်ချွေတာတယ်တဘာဝပတ်ဝန်းကျင်ကိုဗာလဲဒီပုံမှုတန့်ရှင်းအောင်လုပ်တယ်ဆိုပြီးတော့ယူဆပါတယ်အဲ့တဆင့်တက်လာပြီးတော့ဘာဖြစ်လဲဆိုအခုကဘာမှာရေတွေရှားလာရေတွေရှားတယ်အဲ့တော့အခုတိတ်မပညာရှင်တွက်ချက်မှုရဆိုရင်ဒါအတိအကျပညာကိုယူတာနော်2035ဟုတ်နောက်ဆက်တယ်နောက်35နောက်ထပ်25နှစ်လောက်ပေါ့နော်25နှစ်မှာကဘာပေါ်မှာဒီတိုင်းရေသုံးသွားရင်လူတန်း1500လူတန်းပေါင်း1500ရေအငတ်ဘေးကြုံတော့မယ်အခုအတိုင်းပဲပုံမှန်သုံးသွားရင်နောက်25နှစ်ကြာရင်ရေတော်တော်နည်းသွားပြီလူတန်းပေါင်း2500လူတန်းပေါင်း1500ရေငတ်ပြီးတော့တည်ကြလိမ့်မကြခင်ကဘာမှာဖြစ်မဲ့စစ်တွေဟာရေနံကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့စစ်မရှိတော့ရေကိုအကြောင်းပြုပြီးတော့စစ်တွေဖြစ်တော့မယ်ရေရှိတဲ့နိုင်ငံကိုရေမရှိတဲ့နိုင်ငံကဝင်ပေါ်တိုက်လိုက်မယ်ဒါဖျားဟောကျမ်းဂန်ကြီးမှာပါလို့ရေနဲ့ပတ်သက်ပြီးတော့စစ်တွေဖြစ်တဲ့ပုံစံမျိုးရေမရှိတဲ့နိုင်ငံတွေကလက်နဲ့ရှိရင်ရေရှိပြီးတော့လက်နဲ့မရှိတဲ့နိုင်ငံတွေဝင်တိုက်ပြီးတော့အဲ့ရေတွေကိုသုံးဆွဲမယ်ဒီပို့ပြီးတော့ကောင်းတဲ့ဆောင်ဘုတ်ကတော့ကမ္ဘာကုလသမဂ္ဂကအခုကြီးညာပါပြီ21ရာစုရဲ့အရှားပါဆုံးနဲ့အတန်မိုးအရှိဆုံးတယံဇာတာဒီရေစိန်လဲမဟုတ်ရွှေလဲမဟုတ်21ရာစုရဲ့အရှားပါဆုံးနဲ့တန်မိုးအရှိဆုံးတဘာဝတယံဇာတာရေဖြစ်တယ်အဲ့တော့ရေကိုကျွန်တော်ချိုးကြံရမယ်အခုငလျင်တွေလောက်တာအရင်တုန်းကပေ90တူးလိုက်ရေထွက်တဲ့နေရာတွေဟာအခုပေ100တူးလို့မှရေထွက်တော့တယ်အရင်ကပေ100မှာတူးလို့မှရေထွက်တဲ့နေရာတာဂိုက်100မှာတူးလို့မှရေထွက်တဲ့နေရာတွေဟာအခုဂိုက်900တူးမှရေထွက်မယ်အောက်ကရေကြောကြီးရဲ့ရေခမ်းသွားပြီရေကြောကြီးရဲ့ရေခမ်းသွားတဲ့အတွက်ဟိုးမြေအောက်ကဂိုက်900 1000လောက်ကမြေသားတွေကအလွန်ပူလာပြီထို့အတူတဘာဝပတ်ဝန်းကျင်ပျက်စီးပြီးတော့ရာသီဥတုဖောက်ပြန်ပြီးတော့ကာဗွန်အောက်ဆိုက်တွေများပြီးတော့လေထုကြီးကလည်းညဉ့်ညမ်းသွားတဲ့အတွက်အိုဇုံးလွှာတွေပေါက်ပြီးတော့နေရောင်ခြည်ကကဘာမြေပေါ်ကိုဓာတ်တိုက်ကျနေတဲ့အတွက်အခုခံပြီးဓာတ်ကျနေတယ်ကဘာမြေရဲ့အပေါ်ယံအလွှာလည်းအရန်ပူနေအပေါ်ယံအလွှာလည်းအရန်ပူဟိုမြေအောက်ကဂိုက်900 1000ကလည်းအရန်ပူတော့ကျွန်တော်တို့အိုးကင်းတိုက်တယ်လို့ဖြစ်တယ်အပေါ်ပူအောက်ပူဖြစ်အပေါ်အောက်ပူဖြစ်တော့အထက်ကကြောက်ဆိုင်ကြောက်သားကြီးတွေအားလုံးကပူတဲ့ခါဒါသိပ္ပံနီးကြတယ်မှာပူတဲ့ခါပွားဆန့်ထွက်တယ်အဲကြောက်တုံးကြီးအောက်ကမြေကြီးကဘက်ကဆန့်ထွက်ဘက်ကဆန့်ထွက်နှစ်ခုစုံတဲ့နေရာမှာငလျင်ကြီးကြီးရလှုပ်ငလျင်လှုပ်ပြီးတာနဲ့တနေရာမှာမြေကနှိမ့်သွားတော့အဲ့နှိမ့်သွားတဲ့မြေအရာပင်လယ်ပြင်အောက်ခြေကြီးကတနေရာမှာနှိမ့်ပြီးတော့တနေရာမှာမြင့်လဲမြင့်လာတော့အဲ့ဒီမှာဆူလာမီလိုင်းတဘိုးတွေကပါပေါ်လာပြီးတော့ရေတွေကလွှမ်းမိုးမယ်နှစ်ပိုင်းတနေရာမှာရေတွေအရန်ခမ်းမယ်တနေရာမှာကျတော့ရေတွေကအုံကြွလာပြီးတော့ရေလွှမ်းမိုးမယ်အဲ့တော့ကျွန်တော်တို့လူသားရေပြဿနာနှစ်ခုနဲ့ဆုံးရှုံးမယ်တစ်ချက်ရင်ကားလို့သိမယ်နှစ်ချက်ရေလွှမ်းမိုးလို့သိမယ်အဲ့တော့အဲ့ဒီအတွက်ကဘာကလူသားတော်တော်များများသူဖြင့်အမေရိကန်နဲ့ဥရောပနဲ့လက်တင်အမေရိကတချို့ချမ်းသာတဲ့နိုင်ငံတွေဘရာဇီးလိုနိုင်ငံချမ်းသာတယ်အဲ့နိုင်ငံတွေကလူတွေတော်များများအခုရေမှာမီတာတက်တယ်ရေမှာမီတာတက်တယ်ကျွန်တော်လွန်ခဲ့တော့2လကအစ္စရေးနိုင်ငံမှာတင်နန်းတက်ခဲ့တယ်တင်နန်းတက်လာတက်ရ
ကျွန်တော်ရေလဲရေပထမနေ့မှာဒီပင်မလုံးအားကြီးကိုရေချိုးလိုက်တာထားပါတော့ရေကိုဘုံ10ဘုံလောက်ချိုးလိုက်တယ်တဝါကြီးရေအလကားရတယ်ပဲချိုးလိုက်တာကျွန်တော်ရေချိုးပြပြင်ထွက်လာတယ်ချက်ချင်းတကားကိုကောင်းလောင်းမြည်တယ်ဘာလဲဆိုလူကြီးမင်းသုံးတဲ့ရေဟာတမန်လူသုံးတဲ့ရေတဲ့များနေပြီတဲ့နော် we count every drops of water တဲ့သူကပြောတယ်ကျွန်တော်တို့ကရေကိုတစ်စက်ချင်းရေတွက်ပါတယ်လူတယောက်ကတနေ့ကိုရေဘယ်လောက်ပဲသုံးရမယ်ဆိုတာကျွန်တော်ပြတ်ထန်းထားတယ်တဲ့လူကြီးမင်းကဒီနေ့မှလာတဲ့တင်နန်းသားတင်မို့လို့မသိသေးတာပါဆိုကျွန်တော်စာရွက်ပြီးရေတနေ့ဘယ်လောက်ပဲသုံးရမယ်ရေအဲ့ဒီမှာပြဿနာတက်တာပါလေဆိုကျွန်တော်ဒီညစာစားပွဲကြီးနဲ့တက်ခန်းနေနေ့လေစားတဲ့တက်ခင်းနေကျွန်တော်လည်းဗမာပြီးငငပြက်နဲ့မေရှေ့စားတာစားပြီးတော့ရေပလင်းလိုက်ရှာရေမပေးဘူးသူကကျွေးရင်အစားအလကားကျွေးတယ်ရေကြတော့ဝယ်တော့ရတယ်နော်ရေဝယ်တာဒီတစ်ဝက်ပဲရှိတယ်အဲ့တော့$5ပေးရတယ် US $5ဒီတစ်ဝက်ပဲဒီက$5ဆိုဗမာငွေ$9လောက်ရှိတယ်အဲ့တော့ကျွန်တော်လည်းအဲ့တော့အလကားမတော့ချိုးကြရတယ်ပေါ့ဗမာပဲပေးရမယ်ဘုံမိုင်ကရေခံတာပေါ့နော်ဘုံမိုင်ရေခံပြီးတော့ရေလေးအိုးနဲ့ကြိုပလိုက်တော့ရေတန့်တောက်เสียမလို့တော့အဲ့လိုသူကရေကိုချိုးကြံနေပြီဒီမိနိုင်ငံနဲ့အဲ့တော့ရေချိုးကြံရင်လည်းသူကဘယ်လောက်ထိချိုးကြံလဲတော့အသားစားမှုကိုပါချိုးကြံတယ်တွက်ပြတာတခုကျွန်တော်အရင်လာမှကျွန်တော်တွေ့ခဲ့တဲ့စင်းစရာအသားစားနွားလေကျွန်တော်ဒီအသားဒိုးနွားခေါ်တာပေါ့ကျွန်တော်တက်ဖြတ်ဖို့အတွက်နွားတကောင်နွားငငယ်လေးကနေနွားတက်ယုံပုဂ္ဂန်နီးအထိမွေးမြူရတဲ့နွားတကောင်မွေးမြူရတဲ့အတွက်ရေကုန်ကြတဲ့ပမာဏဟာကာလနဲ့မပြောနွားတကောင်နဲ့နော်နွားတကောင်နဲ့နွားပေါက်စားကနေနွားတက်ယုံပုဂ္ဂန်နီးအထိသူ့ကိုတိုက်ရတဲ့ချိုးရတဲ့ရေပမာဏဟာရေကုတ်တင်မောတစင်းကောင်းကမြုပ်နေတယ်ရေကုတ်တင်မောဆိုအကြည့်ဒီလောက်ဒီကကြည့်ရပါတော့ဒီကကြည့်ရမပြောကျွန်တော်ရေကုတ်တင်မောဆိုကျွန်တော်ရုပ်ရှင်နဲ့ပဲမြင်ဘူးလားဘာမှရေတက်မလို့ပါတခါမှရေကုတ်တင်မောမရှိခဲ့ဘူးကဘာမှာမှရေကုတ်တင်မောကပထမကဘာစစ်တဲ့ရေကုတ်တင်မောကဘာမှာသုံးတယ်နော်ပထမကဘာစစ်တဲ့ရေကုတ်တင်မောသုံးတယ်ဒုတိယကဘာစစ်လည်းသုံးတယ်နော်အခုတော့ပြောစရာမလိုတော့နော်ဟိုရေကုတ်တင်မောကျွန်တော်တို့ကမမြင်ဘူးရုပ်ရှင်နဲ့ပဲမြင်ဘူးတယ်အဲရေကုတ်တင်မောကြည့်ပေါ့နော်အဲရေကုတ်တင်မောကြီးအမြင့်ကလည်းအဲ့လောက်ရှိမှာပေါ့နော်မြင့်ကဒီအလောက်ရှိမယ်အကျယ်ဟိုအလျားလည်းအဲ့လောက်ရှိမယ်အဲ့ရေကုတ်တင်မောကြီးတစ်စင်းမြုပ်နိုင်လောက်တဲ့ရေပမာဏရှိတယ်ဒီကပို့ပြီးတော့ထပ်တွက်ပြတယ်ကျွန်တော်စင်းစရာကိုလွတ်ကျက်ထားတယ်အမဲသားတပေါင်ရဖို့အတွက်ကုန်ကြတဲ့ရေဟာ9214ဂါလန်ကုန်တယ်အမဲသားတပေါင်အမဲသားတပေါင်တော့29ကျပ်ခွဲသားရှိတာပေါ့နော်ဘာမှ29ကျပ်ခွဲသားလောက်ရဖို့အတွက်ကုန်ကြတဲ့ရေဂါလန်9214ဂါလန်ကုန်တယ်အဲ့တော့ဥပမာအမဲသား29ကျပ်ခွဲသားတာလူတစ်ယောက်မစားရင်ရေဂါလန်9214ဂါလန်ချိုးချနိုင်တဲ့အတူပဲလူ100မစားရင်ဘယ်လောက်နွားတစ်ကောင်လုံးမစားရင်ဘယ်လောက်ရေတွေဟာအဲ့ဒီလောက်ထိချိုးချံသွားနိုင်တယ်အဲ့တော့ချိုးတဲ့နေရာမှာလည်းအတိုင်းတာတစ်ခုပဲချိုးမယ်သုံးတဲ့နေရာမှာအတိုင်းတာတွေသုံးမယ်နောက်ဆုံးရေသုံးဆွဲမှုတာမကောက်ရေကြောင့်မွေးမြူရတဲ့တရားဝါတွေအတွက်ကုန်ကြတဲ့ပမာဏတွေလောက်များတဲ့အတွက်အသားမစားကြတော့အသားမစားကြတဲ့အတွက်ဗမာကတော့ကုသိုလ်ရတာပေါ့ဗျာသူတစ်ပါးအသားကိုမစားတော့ကုသိုလ်ရတယ်လို့တွေ့လို့ရတယ်သူတို့ကတော့ကုသိုလ်အသားထားအသားမစားတဲ့အတွက်တစ်ချက်ယောဂပိုးတွေကင်းစင်တယ်ဥပမာလေဝက်ကလည်းဝက်နဗျာယောဂတော့နနီယောဂတို့ရှိတယ်နွားယူယောဂရှိတယ်ကြက်တုပ်ကွေးရှိတယ်အဲ့တော့တရားဝါတွေစားရင်အဲ့ဒီယောဂတွေရှိတယ်အဲ့ဒီတရားဝါတွေမစားဘူးဆိုရင်အဲ့ယောဂတွေကင်းတယ်တစ်ချက်နှစ်ချက်ကဟင်းသီးရွက်စားရင်အစာခြေရတာကျင်ရက်တာမြန်တယ်အသားစားရင်အစာကြည်ရကြာတယ်အဲ့တော့အသားစားရင်အဲ့ဒီအသားကိုအစာအိမ်က10နာရီအစာခြေမှအစာကြည်တယ်အသားရမစားဘူးဆိုရင်ဟင်းသီးရွက်စားရင်1နာရီနဲ့အစာကြည်တယ်အဲ့တော့အစာအိမ်က10နာရီအလုပ်လုပ်ရမယ်အစာ1နာရီပဲအလုပ်လုပ်ရတော့အစာအိမ်ကကြာရှည်ခံတယ်အဲ့တော့အစာအိမ်ယောဂမရှိဘူးနောက်တစ်ခုသွေးသားတွေတန့်စင်တယ်နောက်တစ်ခုကပါအဲ့တော့ဒီပြည်နိုင်ငံတွေမှာအခု vegetarian လို့ဟင်းသီးရွက်စားတဲ့တက်လို့စားတယ်လို့တော့မခေါ်တော့ဘူးသူက
Viga လို့ခေါ်တယ် Viga တဲ့ဆိုဂိုင်း Viga ဂိုင်းကလူတွေကြတော့ဘာလို့လဲတာငါမစားတဲ့အပြင်နော်အမေသားဝက်သားကြက်သားဘဲသားငါမစားတဲ့အပြင်အဲ့ဒီအသားတွေလုတ်တဲ့ပစ္စည်းပါမသုံးဖနက်ကတရေဖနက်နွားတရေနဲ့လုတ်တယ်ဆိုအဲ့ဖနက်မစီဘူးတရေအတုနဲ့လုတ်တဲ့ဖနက်ပဲစီတယ်ကပတ်ကမယောင်းတရေကပတ်ဆိုရင်အဲ့ကပတ်မသုံးအမျိုးသမီးရဲ့လက်ကင်အိတ်ကကလုတ်တရေကျွဲတရေစိတ်တရေနဲ့ဆိုမသုံးအတုပဲသုံးတယ်ဘာကြောင့်လဲဆိုတော့သူတို့ဟာအသားမစားကြရင်မကဘူးအဲ့ဒီအသားတွေကိုတက်ဖြတ်ချင်းခံရတဲ့တတော်ဟာတွေရဲ့အသားတွေပါမသုံးဘူးဆိုတဲ့အတိုင်းဖြစ်တာအဲ့ဒါကလည်းကမ္ဘာမှာခင်မိတဲ့အလေးကျင့်ဖြစ်နေပြီအဲ့တော့အမေရိကန်ကဟမ်ဘာဂါစားရင်ကျွန်တော်ဟမ်ဘာဂါလိုက်စားအမေရိကန်ကိုကာကိုလာတောက်ရင်ကိုကာလိုက်တောက်အမေရိကန်စပီရှိထိုင်းစပီရှိအမေရိကန်ကရုံးဆိုလိုက်ကရုံးလိုက်လုပ်တယ်အမေရိကန်တက်တက်လွတ်စားတာကျတော့လိုက်မစားအောင်နော်အဲ့ဒါကျတော့ကိုကမသိအောင်စားအောင်နော်အဲ့တော့အဲ့နိုင်ငံတွေကဗီဂါဆိုတဲ့တက်တက်လွတ်စားတဲ့အပြင်တရေပစ္စည်းပါမသုံးဆွဲတော့ဘူးဆိုတဲ့အထိဖြစ်လာအထို့တူတက်တက်လွတ်သမားတွေများလာတယ်များလာခြင်းဟာရေကိုချိုးကြံခြင်းရေကိုချိုးကြံခြင်းဟာတဘာဝပတ်ဝန်းကျင်ကိုချိုးကြံခြင်းနောင်နှစ်ဟလာ25နှစ်မှာရေခမ်းမဲ့အစားအခုတော့ရေတွေချိုးကြံလိုက်နောင်နှစ်90ကျတော့မှရေခမ်းမယ်ထက်ချိုးကြံရင်နောင်နှစ်100ကျမှရေခမ်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူလုပ်နေပါတယ်နောက်တစ်တော်တွေဖြုံးတီးမှုကျွန်တော်ဒီကလာကြိုတဲ့ပုဂ္ဂိုလ်များပြောပါတယ်ကျွန်တော်တောင်ဦးဆိုတာကျွန်တော်ဦးလေးတွေဗာကြီးတွေမွေးဖွားခဲ့တဲ့နေရာပါကျွန်တော်ဖြူမှာကျွန်တော်ဦးလေးတွေဗာကြီးတွေအဖေတွေအလုပ်လုပ်ပါတယ်ကျွန်တော်မုံမှာဆိုရင်ကျွန်တော်တို့တစ်လုပ်ငန်းတွေပဲလုပ်ဖူးတယ်အုတ်ဖြတ်တို့မုံတို့ဖြူဒီဒေတာကျွန်တော်ကျင်လည်ခဲ့ရဒေတာပါအဲ့တော့ကျွန်တော်လည်းတစ်လုပ်ငန်းလုပ်ခဲ့တာပဲအဲ့ဒီတော့လည်းကျွန်တော်တို့လိုင်စင်ရတဲ့ကာလတော့ခုတ်ဆိုခုတ်ကြတာပဲနော်နောက်ပိုင်းကျကျွန်တော်လိုင်စင်မရတော့လဲခုတ်ခွင့်ရတဲ့သူတွေကခုတ်ကြတာပေါ့နော်အဲ့တော့တစ်တွေခုတ်တာများတော့အခုတစ်တော်တွေဟာ9စက္ကန့်ကိုတေကဆုံးရှုံးတယ်ကဗျာ9စက္ကန့်လေးဟိုတေကဆုံးရှုံးနေတော့တစ်တော်တွေဆုံးရှုံးနေတယ်ရေကလည်းမရှိတော့ဘူးတဘာဝပတ်ဝန်းကျင်ကလည်းဖောက်ပြန်လာတယ်အဲ့ဒီအချိန်မှာဟိုကဘာပေါ်ကလူရှင်မင်းသား Brad Pitt တို့ Leonardo DiCaprio တို့အဲ့ဒီလူတွေကသူတို့ကြည်ညိုတဲ့လူများတော့သူတို့တစ်ပင်နေစိုက်ကြတယ် Brad Pitt ကဟေးငါ့ကိုချစ်တဲ့သူတွေလာကြငါတို့တစ်ပင်ဒီနေ့တယောက်ကို10ပင်စိုက်မယ်ဆိုတော့လူ1000လာတယ်တစ်ပင်1000ဒီနေ့စိုက်တယ်နောက်တနေ့လူ1000လောက်လာတစ်ပင်1000စိုက်တယ်1000စိုက်တယ်အဲ့လိုစိုက်ကြတယ်နော်အဲ့တော့ဗမာပြည်ကပြည်တီဦးတို့အိန္ဒြာကျော်စင်တို့ဘာလုပ်နေကြလဲတစ်ပင်မစိုက်ဖဲနဲ့ဘာလုပ်နေလဲအဲ့တော့ဒီပြင်ကမင်းသားတွေကတစ်ပင်စိုက်ကြတယ်ကင်ညာနိုင်ငံကမာတီဆိုတဲ့မိန်းမကြီးဟာ10နှစ်အတွင်းမှာတစ်ပင်3တန်းစိုက်တဲ့အတွက်အရင်နှစ်ကလွန်ခဲ့သောနှစ်ကနိုဘယ်ငြိမ်းချမ်းရေးဆုယူတော့ရပါနော်သူကဘယ်သူမှတိုက်တွန်းလို့မဟုတ်ကိုယ့်အကိုတစ်ပင်နေစိုက်တဲ့အတွက်တဘာဝပတ်ဝန်းကျင်နေဒါပိုကောင်းလာမယ်မြေစီလွာတွေထိမ့်သိမ်းရရောက်မယ်တက်တက်လွတွေစားတဲ့အတွက်ကျမရေကောင်းတယ်ရေပြုံးနေမှုနေပါမယ်ဆိုသဖြင့်စသဖြင့်အဲ့ဒါတွေအားလုံးဟာသူတို့ကအတိအရတဲ့ကိစ္စတွေကိုပညာနဲ့သုံးပြီးတော့ကျွန်တော်တို့ပုံမူနေထိုင်ကောင်းသောပုံမူနေခြင်းစပွဲကောင်းသောပုံမူ၍ဟလာဆိုပြေစိန်လန်းသောကဘာကြီးကိုတိဆောက်နေကြတာပါအဲ့တော့ကျွန်တော်တို့တွေလည်းဟိုဒီနေ့ကစပြီးတော့တတ်နိုင်သမျှလျှက်စင်မီကိုခြွေတာမယ်နိုင်ငံတော်ကလည်းခြွေတာပေးနေပါတယ်နော်လျှက်စင်မီခြွေတာမယ်တတ်နိုင်သမျှရေအသုံးဆွဲကိုချိုးကြမယ်အပင်တွေမခုတ်တဲ့အပြင်တတ်နိုင်သမျှအပင်တွေစိုက်မယ်တက်တက်လူတွေစားမယ်ရက်တောင်လေးတွေခတ်ပြီးတော့ဟုတ်လားကျွန်တော်ကိုတက်တာအောင်ရှာမယ်ဆိုရင်ကျွန်တော်တို့လောကကြီးဟာတည့်တည်ဒါစုပြေသွားမှာအမှန်ပါပဲအဲ့တော့စာဖတ်တယ်ဆိုတဲ့နေရာမှာခုနကျွန်တော်ဝီဝူဆရာတော်ကြီးရဲ့တရားနဲ့ဖွင့်တယ်လို့အခုကျန်တဲ့ဆရာတော်ကြီးဥမာမဂဒေဝဆရာတော်ကြီးဆိုရင်လူပြင်ဖြစ်လဲလူဖြစ်မတော်လူစောနန်းစွာလူမီမတ်တဖြစ်ခဲ့ကြဆိုတဲ့တရားဟောခဲ့ပါတယ်လူပြင်ဖြစ်လဲလူဖြစ်မတော်လူစောနန်းစွာဖြစ်ခဲ့ကြဆိုတော့လူဖြစ်ကြတဲ့ကာလအတွင်းမှာ
လူစောနံပြီးတော့ဒီလောကတမန်အဖြစ်ပြန်သွားကြမယ်အစားကိုဘဝကိုအနီးပတ်ဝန်းကျင်ကိုရက်ွက်ကတစ်ဆင့်ကိုမြို့နယ်ကတစ်ဆင့်ကိုတိုင်းပြည်နယ်နိုင်ငံလူမျိုးအဲ့ကနေတစ်ဆင့်ကဘာကြီးကောင်းမှုကိုကျွန်တော်တို့ပို့ပြီးတော့ဆက်လက်ထပ်ဆောင်သွားပြမယ်ဆိုရင်ဒါတကယ်နိုင်ငံအရေးကိုလုပ်တဲ့နိုင်ငံရေးစစ်ပါပဲအဲ့တော့ကျွန်တော်တို့နိုင်ငံကြီးဟာဒါအရင်ပုံစံနဲ့မတူဘဲနဲ့အပြုသဘောဆောင်စွာအများကြီးပြောင်းလဲဖို့လားလာတွေရှိလာပါပြီအဲ့ဒီအချိန်မှာကျွန်တော်စာရီပူဖတ်ကြမယ်စကားပေတန်းတွေပူထွက်ကြမယ်ခုလိုတောင်မြို့လို9ရက်တိုင်စာပေခေါ်ပြောပွဲကြီးတွေကျင်းပမယ်နောက်စာအုပ်ရောင်းဈေးပွဲတော်တွေလုပ်မယ်ဆိုရင်ပို့ပြီးတော့ဒီစီပင်ဝါပြောလာပါလိမ့်မယ်အဲ့တော့စာများများဖတ်ပါစာဖတ်တဲ့နေရာမှာစာအုပ်ရွေးဖတ်ပါအဲ့ဒီကနေကျွန်တော်အသိယူကြပါအသိကတစ်ဆင့်ကျွန်တော်ပညာစခန်းကိုတက်လှမ်းပြီးတော့လူလောကကောင်းကျိုးကဘာကြီးကောင်းကျိုးလုပ်သွားကြပါလို့ကျွန်တော်မေတ္တာရက်ခံခြင်းဒီကုန်းချုပ်အပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်